ဟုတ်အားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့စလိုက်တော့မယ်နော်ဒီနေ့အချိန်ပေးပြီးတော့လာတက်တဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဆရာကျော်စွာအောင်ပြောမယ် ideas to actions ပေါ့နော်ကျမတို့ဒီမှာကတော့ခါတိုင်းလိုပဲတယောက်နဲ့တယောက်မိတ်ဆက်တာမျိုးတော့မလုပ်တော့ဘူးရှင်ဒါပေမဲ့ဒီဟာ presentation ပြီးတဲ့အခါမှာတော့ question and answer မှာလွတ်လွတ်လပ်လပ်ဆွေးနွေးပြောလို့ရပါတယ်ဆရာကျော်စွာအောင် over to you ဟုတ်ဟိုလေကျွန်တော်အရင်နည်းနည်းအရင်မိတ်ဆက်လိုက်မယ်လေဒီထဲမှာတော့ကျွန်တော်ကိုမိတ်ဆက်တဲ့ဟာတော့အရင်တော့မရေးထားဘူးကျွန်တော်ကတော့ကျော်စွာအောင်ပါကျွန်တော်ကိုယ့် background ပြောရအောင် public health background ပေါ့နော်လောက်တာတော့နည်းနည်းလေးအစုံအလင်တော့ရှိတယ်business ဘိုင်းကိုလည်းနည်းနည်းစိတ်ဝင်စားတယ် idea ဘိုင်းတွေလည်းကျွန်တော်စိတ်ဝင်စားတယ်အဲ့လို idea ဘိုင်းတွေ idea ကနေမှကျွန်တော်တို့ action ဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ဒီ topic ကိုရွေးပြတဲ့ဆိုတာလည်းကျွန်တော်ကိုယ်တိုင်လည်း idea တွေအများကြီးရှိတယ်အဲ့ idea တွေအများကြီးမှာကျွန်တော်တို့ဘယ်လိုလောက်ကြမလဲဆိုတော့ကျွန်တော်မှအများနဲ့ပြဿနာကြုံတယ်အဲ့ပြဿနာကြုံတဲ့ဟာယူကျွန်တော်တို့အခုထိကိုလုံးဝမတိုးမထိရတဲ့ idea တွေအများကြီးရှိတယ်အဲ့ကြတော့ဒီကောင်းစဉ်လေးကိုပြောမယ်ဆိုမှကျွန်တော်စိတ်ကူးခဲ့မိတာပေါ့နော်လက်ရှိမှာဆိုတော့ကျွန်တော်ကကို education background ပြောနော်ကျွန်တော်ဆရာဝန်ဘွဲကို2014မှာရတယ်ပြီးတော့ကျွန်တော်University of the People ပေါ့နော်အဲ့မှာကျွန်တော်online ကနေမှာကျွန်တော် MBA ကို2023မှာပြီးတယ်အခုလက်ရှိမှာတော့တမတ်ဆက်မှာMBH program တက်နေတယ် MBH program တက်နေရတဲ့တပြိုင်နက်ထက်မှာပဲနေဆက်မှာကျွန်တော်ဒီအဖွဲ့နေဆက်ကအဖွဲ့အစည်းတစ်ခုမှာတိုင်းနာနယ်တွေအတွက်ဒီ health system training manager ဆိုမှလက်ရှိမှာလှုပ်ဆောင်နေတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့background အချင်းပေါ့နော်တခြားvolunteerly လုပ်နေတဲ့ဟိုလေးတော့အများကြီးရှိရပေါ့နော်ဒီ collaborative mind ဆိုလို့ရှိရင်လည်းကျွန်တော်volunteerly လုပ်နေတဲ့ project တွေကတစ်ခုပေါ့နော်ဒါကတော့ကျွန်တော်တမဆက်ကဘယ်လိုဖြစ်ပေါ်လာတယ်လဲဘယ်လိုနီးနဲ့ဒီ idea ကိုကျွန်တော်တို့တကယ်လက်တွေ့ဖြစ်အောင်လုပ်ခဲ့တယ်လဲဘယ်လိုအခက်အခဲတွေရှိလဲဆိုတော့ကျွန်တော်နောက် slide တွေမှာတစ်ခုချင်းကျွန်တော်ဆက်သွားကြည့်ပါမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ပြောမယ့်ဟာကိုတော့ကျွန်တော်စပြီးတော့ပြောလိုက်ပါတော့မယ်ပထမဆုံးကျွန်တော်တို့collaborative mind ရဲ့history လို့အရင်ဆုံးပြောရမှာပေါ့နော်history လေးကိုမပြောခင်ဒီထဲမှာကျွန်တော်ထည့်မရေးထားတဲ့history လေးနည်းနည်းရှိရဲအဲ့ကောင်ကဘာလဲဆိုလို့ရှိရင်ကြီးကြီးမမတော့မဟုတ်ဘူးအဓိကကတော့ကျွန်တော်ပညာရေးနဲ့ပတ်သက်ပြီးတွေးမိတဲ့အတွေးတွေပေါ့နော်ကျွန်တော်တို့စီမှာပညာရှင်တွေမရှိဘူးလားဆိုလို့ရှိရင်ကျွန်တော်တို့ဘောင်းစုံရှိတယ်ကျွန်တော်ကိုယ်တိုင်ကလည်းscholarship တွေမျှဝေပေးနေတာ10နှစ်လောက်နေပါရှိပြီဆိုတော့scholarship တွေဘောင်းများစွာကိုရနေတဲ့မြန်မာတွေဘောင်းများစွာတကယ်ကိုတော်တော်များတယ်ပြပမှာပြည်တွင်းမှာကျွန်တော်တော်တော်များရှိတယ်အဲ့တော့ကျွန်တော်တို့ကအဲ့လူတွေရှိတယ်သူ့ပေမဲ့ဒီထက်မှရှိတဲ့လူတွေမေးကြည့်လိုက်ရင်တော့ချို့လည်းသိမှာပေါ့နော်ကျွန်တော်ကိုယ်တိုင်ကကြောက်တော့အရင်အခြေဆက်မရှိလာဘူးဖြစ်နေကိုယ်တိုင်လည်းscholar တွေရှောက်တယ်လုပ်တယ်ပညာရေးနဲ့ပတ်သက်ပြီးတော့မှတောက်လျှောက်တက်နိုင်တော့ကူညီပေးနေတယ်ဒါပေမဲ့တကယ်လက်တွေ့မှာချိတ်ဆက်နေရမျိုးအဲ့ဟာနဲ့ပတ်သက်ပြီးတော့မှပြောသူတို့ရဲ့အသိပညာတွေသူတို့ရခဲ့တဲ့အသိပညာတွေသူတို့လုပ်ခဲ့တဲ့သူတွေနာတွေကိုမျှဝေနေတဲ့ဟာမျိုးကျွန်တော်တစ်ခါမှမတွေ့ဘူးအဲ့ဒါနဲ့ပြီးတော့ပို့ဆိုတာခုလက်ရှိမှာဆိုရင်ဒီ2021ကျွန်တော်တို့အာနာသိန်းနဲ့အာနာသိန်းပြီးနောက်ပိုင်းမှာကျွန်တော်တို့ပညာရှင်တွေကအကုန်လုံးပူပြီးတော့ပြန့်ကျဲသွားတယ်ပြီးရင်ကျွန်တော်တို့မြန်မာပြည်မှာလည်းအားလုံးသိကြတဲ့အတိုင်းပဲပညာရပ်ဝင်းဆိုတာကလုံးဝမရှိတော့တော့ဖြစ်သွားတယ်အဲ့ချိန်မှာကျွန်တော်ပြန်တွေးမိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပညာရပ်ဝင်လေးတစ်ခုတော့ကျွန်တော်ပြန်ဖန်တီးမှရမယ်ဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံအနာဂတ်ကပညာရေးပုံမူတည်ရဲ့အဲ့တော့ဒီဟာကိုဖန်တီးမယ်ဆိုပြီးတော့မှကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်စပြီးတော့စဉ်းစားတယ်စပြီးမှစဉ်းစားပါတော့အဲ့တော့ collaborative mind ဘယ်လိုလုပ်မလဲဘာညာလုပ်မလဲကျွန်တော်တို့ခေါင်းထဲမှာလုံးဝမရှိကျွန်တော်မှလုံးဝမရှိခဲ့သေးဘူးအဲ့တော့ကျတော့ကျွန်တော်တို့ပညာရှင်အတိုင်းဝိုင်းအလုပ်လုပ်တဲ့နေရာတစ်ခုတော့ကျွန်တော်လုံးမဖြစ်မယ်ဆိုပြီးတော့မှကျွန်တော်တို့စပြီးတော့မှကျွန်တော်တို့စဉ်းစားတဲ့အပိုင်းပေါ့နော်โอเคအဲ့ဆိုကျွန်တော်ဆက်သွားမယ်ဘယ်ကနေစခဲ့တယ်လဲဆိုရင်ကျွန်တော်ခုနပြောလို့ပဲကျွန်တော်ရဲ့ကျောင်းကကျွန်တော်တို့Thammasat University ပေါ့နော်Thammasat University မှာကျွန်တော် MPH တက်နေတယ်အဲ့ဒီတော့အဲ့ Thammasat University မှာMPH တက်နေရင်းနဲ့ကျွန်တော်တို့မှာကျောင်းထုံးစံတိုင်းပေါ့နော်ကျောင်းမှာဆိုတော့ကျောင်းအဖွဲ့လေးတော့ရှိတာပေါ့ကျွန်တော်တို့ကျောင်းအဖွဲ့လေးစပြီးတော့ strand လုပ်နေတဲ့အချိန်မှာ okay အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကျောင်းအဖွဲ့လေးပုံစံနဲ့ဒီ collaborative mind program ဆိုမှကျွန်တော်တို့ရဲ့ research တွေအဲ့တော့ရည်ရွယ်ချက်တော့ခေါင်းထဲမှာအကြီးရှိပြီလားဆိုတော့ရှိတော့ရှိရပေါ့နော်တို့ပေမဲ့အဲ့ရည်ရွယ်ချက်အကြီးတော့မဟုတ်ကျွန်တော်ဘာပဲလဲဆိုလို့ရှိရင်ကျွန်တော်တို့တပတ်တစ်ချိန်ကိုလေးလာနေတဲ့ subject လေကျွန်တော်လေးလာနေတဲ့ subject ဟယ်လိုကြားလားမသိဘူးနောက်စားလေ PowerPoint share ထားလားကိုတို့လားshare ထားတယ်ပျောက်သွားလို့လား PowerPoint မတွေ့ရတယ်လို့ပဲနော်okay sorry PowerPoint မတွေ့ဘူးအမ PowerPoint များမပြတော့လို့လားပြန် share လိုက်မယ်ဟုတ်sorry ပြုတ်သွားတာဖြစ်မယ်โอเคပြန်ပေါ်ပြီလား
မြင်ရပါပြီ ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်ဆက်လိုက်မယ်ကျွန်တော်တို့ဟိုအဲ့မှာကျွန်တော်တို့ဗာဆက်လုပ်မလဲပေါ့နော်အဲ့မှာကျွန်တော်တို့ဟိုကျောင်းအဖွဲ့လေးရဲ့ activity တစ်ခုအနေနဲ့ကျွန်တော်တို့ဆက်လုပ်မယ်ဆိုပြီးတော့မှအဲ့မှာဟိုကျွန်တော်တို့ရဲ့ဟို subject တွေအများကြီးတော့တွေ့ရမှာ subject တွေဆိုတော့ဥပမာကျွန်တော်ဆိုလို့ရှိရင်ဟို global health ကိုကျွန်တော်လေ့လာတယ်ဥပမာကျွန်တော်တို့ဟိုအတန်းဖို့တွေကျွန်တော်တို့တငယ်ချင်းတွေဆိုလို့ရှိရင်တခြားလေ့လာတဲ့ subject တွေအတီးရှိတယ်အတီးရှိတော့အဲ့ subject တွေခိုက်ကြကျွန်တော်တို့ကဗာလဲဆိုတော့ကိုပညာရေးကိုပဲကိုကအကောင်းဆုံးအတော်ဆုံးအမှန်ဆုံးလို့ထင်နေကြတယ်ဟိုတခြားပညာရေးတွေကြောက်လို့ရှိရင်ဘယ်လိုရှိတယ်လဲဘာရှိတယ်လဲဒီဟာဘယ်လောက်ထိခက်ခဲလဲနဲ့နေလဲဆိုတော့ကျွန်တော်တို့ကတိတ်ပြီးတော့မလေ့လာဖြစ်ကြဘူးအဲ့တော့ကျွန်တော်တို့ကဟိုကို subject အကြောင်းလေးကိုမျှဝေမယ်ကိုလုပ်တဲ့သူတည်တာအကြောင်းလေးကိုမျှဝေမယ်ကိုသိတဲ့ခေါင်းစဉ်တွေမျှဝေမယ်ဆိုပြီးတော့မှဟိုအပတ်စဉ်ခုလိုပုံစံမျိုးပဲကျွန်တော်တို့လုပ်ကြမယ်ပေါ့အဲ့တုန်းကတော့ကျွန်တော်မမတ်ရနေ့လယ်2နာရီလို့ထင်တယ်2နာရီလို့ထင်တယ်ဟိုဒီလိုပဲရက်ကလည်းအဲ့ဒီကတော့ဟိုကျွန်တော်တို့အဲ့လိုနဲ့ပထမဆုံးဒီ collaborative mind program ဆိုပြီးတော့မှဒီ program ကကျွန်တော်တို့ရဲ့ဟို Temasek University student ကျောင်းသားအဖွဲ့လေးရဲ့ဟို program တစ်ခုအနေနဲ့စခဲ့တာပေါ့နော်အဲ့ဟာကြတော့ကျွန်တော်တို့ဟိုပြီးတော့ဘာဖြစ်သွားတယ်လဲဆိုလို့ရှိရင်တော့ရက်သွားတယ်ဆိုရှင်မှာကျွန်တော်တို့ဒီ program ကိုကျွန်တော်ဟိုမမတ်ရကျွန်တော်တို့ဟို online နဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ဟို in person မှာတွေ့မယ်ပေါ့နော်နှစ်ပတ်တစ်ချိန်လောက်ပဲဖြစ်ဖြစ် in person တွေ့မယ်ဆိုပြီးတော့မှကျွန်တော်တို့လုပ်တယ်sorry PowerPoint ကဘယ်လိုမှမသိရသွားတယ်ဟယ်လိုမြင်လားမသိဘူးမြင်ရပြီခဏခဏပြုတ်ကြတယ် okay ကြည့်ရဟိုအရွှေ့ပြောင်းမှပြုတ်ကြရတဲ့okay ဆက်သွားလိုက်မယ်အဲ့မှာကျွန်တော်တို့ဟို program ကရက်သွားတယ်ဘာကြောင့်ရက်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပုံမှန်တယောက်တည်းတာဝန်ယူနေကြာလာရင်ကျွန်တော်တို့ဝင်ပြီးမှရယ်ပြီးရင်ကျွန်တော်တို့ကဟို community project လို့ပုံစံလုပ်ချင်တာ community ဆို student community ပေါ့နော်ဟိုကျောင်းသားကြားမှာပဲကျွန်တော်တို့အကုန်လုပ်ချင်တာဆိုတော့အားလုံးဟို participate လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့စလုပ်မယ်ဆိုပြီးတော့အဲ့လိုအလဲအပြောင်းအခုပြောင်းကြားမှာကျွန်တော်တို့နောက်ပိုင်းတချို့ပတ်တွေပြက်ရင်ကနေမှကျွန်တော်မပြက်ဟိုမလုပ်ဖြစ်ဘူးဖြစ်သွားတယ်အဲ့မှာကျွန်တော်တို့ရဲ့ဟို program နဲ့တဖြည်းဖြည်းနဲ့ဟိုတစားနဲ့ရက်သွားပြီးမှပြန်အသက်မသွင်းနိုင်ခဲ့တော့ဖြစ်သွားတာပေါ့နော်ဒါကလည်းနောက်ကျရင်ကျွန်တော်ပြောမဲ့ဒီဟို idea နဲ့ action ကိုဘယ်လိုတွားမလဲဆိုတဲ့ဟာရဲ့ဟိုဖြစ်စဉ်လေးတစ်ခုတည်းမှာပါလိမ့်မယ်အဲ့တော့ကျွန်တော်ဆက်သွားမယ်အဲ့ဒါနဲ့ကျွန်တော်တို့အခုအဲ့လိုတော်တော်ကြာသွားတယ်ပေါ့နော်တော်တော်ကြာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီပြန်ပြီးတော့မှကျွန်တော်တို့ idea လေးကိုပြန် account ထဲပေါ်မယ်ဆိုမှကျွန်တော်အရင်လုပ်ခဲ့တဲ့ကျွန်တော်တငယ်ချင်းတွေပဲဒီထဲမှာလည်းပါပါတယ်ကျွန်တော်တို့တငယ်ချင်းတွေပေါ့နော်ဟိုစုစုနွယ်တို့ကျွန်တော်တို့ဟိုကောင်ကူမြင့်တို့ကျွန်တော်တို့၃ယောက်ပြန်တိုင်ပင်ပြီးတော့မှဒါလေးကိုပြန်ဆရအောင်ဆိုမှကျွန်တော်တို့ပြန်ဆလုပ်ခဲ့ပေါ့နော်အဲ့ခါကျတော့ဒီခါလေးကိုဒီခါကျရင်တော့ကျွန်တော်တို့ကဟိုကြောင်းသွင်းမဲမလုပ်တော့ဘူးကျွန်တော်တို့ကိုယ်တိုင်အားလုံးကလည်းတော်တော်3ယောက်စလုံးလောက်နီးပါးလည်းကြောင်းပြီးတလောက်နီးပါးဖြစ်နေပြီပေါ့နော်ကျွန်တော်ဆိုလည်းကြောင်းတော့မပြီးသေးဘူးတို့ပေမဲ့ကြောင်းတွေကအခြေဆက်မရှိတလောက်နီးပါးဖြစ်နေပြီဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ကကြောင်းတော့မဟုတ်တော့ဘူးကျွန်တော်တို့ purpose ကိုကျွန်တော်တို့ချဲလိုက်မယ်ချဲလိုက်ပြီးတော့မှကျွန်တော်တို့အတစ်တစ်ခုအနေနဲ့ပြန်အတစ်တော့မဟုတ်ဘူးပေါ့နော်အတစ်တစ်ခုအနေနဲ့ပြန်စမယ်ပေါ့နော်ဒီ collaborative mind ဆိုတာကလည်းတကယ်တော့ကျွန်တော်တို့ဟိုနာမည်ပေးတာလည်းကိုပေးချင်တယ်ပေးတာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဟို group ထဲမှာအတန်းထဲမှာဒါဒီဟာဘယ်လိုပေးကြမလဲနောက်ဆုံးကျတော့ကျွန်တော်တို့ကျောင်းကညီလေးတယောက်ကနေပြီးတော့မှဒီ collaborative mind ဆိုမိုက်တယ်ပေါ့နော်အဲ့နဲ့လိုက်ရှာကြည့်တဲ့ခါကျတော့နောက်ဆုံးမှာတော့ဒီဟာတော်တော်များလည်းတိတ်မတွေးရဘူးဆိုတော့အဲ့နဲ့ကျွန်တော်ဒီနာမည်လေးပေးကြမယ်ဆိုပြီးတော့မှ collaborative mind ဆိုမှစပေးခဲ့ကျွန်တော်ကိုယ်တိုင်လည်းအရင်ကိုသဘောကျဘာလို့လဲဆိုတော့ကျွန်တော်တို့တွေက mind ဆိုတာပညာရှင်အဲ့ mind ဆိုတဲ့အလုံးကိုကျွန်တော်အတိသဘောကျဘယ်နေစရမှာသဘောကျလဲဆိုတော့ a beautiful mind ဆိုတဲ့စကားတကားရှိရပေါ့နော်ကြည့်ဘူးတော့ကြည့်ဘူးလို့ကြည့်ဘူးကြပါလိမ့်မယ်အတိအရင်တော်တော်ကောင်းနေအဲ့ဟာကိုကြည့်ပြီးတော့အဲ့ mind ဆိုတဲ့စကားလုံးကိုအရင်သဘောကျကျွန်တော်ပညာရှင်တွေပေါ့နော် collaborative ဟိုပူးပေါင်းဆောင်ရွက်ကြတော့ပညာရှင်များပေါ့နော်အဲ့သဘောတရားလေးကိုကျွန်တော်အရင်သဘောကျလို့ okay ဆိုမှကျွန်တော်တို့ဒါလေးနဲ့ကျွန်တော်တို့စခဲ့ကြပါပေါ့နော် okay လက်ရှိအဲ့ဒါနဲ့ကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်တခြား program တွေလည်းလောက်ကောင်းလုပ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလက်ရှိ program ကိုတော့ဘာလို့ပေးလိုက်လဲဆိုလို့ရှိရင်အခုလိုမျိုးဟို weekly ကျွန်တော်တို့တွားနေတဲ့ program ကြတော့ set program ဆိုမှပေးလိုက်တယ်ဘာလို့လဲဆိုဟိုစကားလုံးတွေကထုံးစံတိုင်းကျွန်တော်မှတ်ရလို့အောင်တော့ကျွန်တော်တို့လုပ်လိုက်တာ set ကကြတော့စကားပြောဒီပေါ့နော်ပြောအဲ့ဟာနဲ့သဘောတရားတူတူညီပဲကျွန်တော်တို့ share မယ် ask အပြန်လည်မေးမြန်းမယ် inspire ကျွန်တော်တို့ရဲ့ဟို talk တွေကတယောက်နဲ့ကြားမှာတင်မယ် inspiration တစ်ခုခုရှိရမယ်ပြီးရင်နောက်တစ်ခုက discuss ကျွန်တော်တို့ဆွေးနွေးကြမယ်ပေါ့နော်ကျွန်တော်တို့ဒီ set program လေးကိုကျွန်တော်တို့ဟိုအစားပြုခဲ့ကြတယ်ပေါ့နော်ပြန်လဲအသက်သွင်းခဲ့တာပေါ့နော်ဒီ collaborative mind ကိုဟို Temasek University ကနေမှစခဲ့တဲ့ဟာကိုကျွန်တော်တို့အခုပြန်ပြီးတော့မှပြန်အသက်သွင်းနေပေါ့ okay အဲ့ဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်တို့တမိုင်းလေးအချင်းပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဘယ်လိုလုပ်နေကြတယ်လဲပေါ့နော်
လက်ရှိမှာကျွန်တော်တို့ဘယ်လိုလုပ်လဲခုနကျွန်တော်ပြောလို့ပဲကျွန်တော်မှဟိုကျွန်တော်တို့ဟိုရွေချက်တောင်မှစပြီးမှကျွန်တော်တို့ talk တွေစပြီးမှလုပ်နေတဲ့အချိန်မှာတော့မှကျွန်တော်မှရွေချက်တွေကဟိုလုပ်ချင်လုပ်မယ်ဒီလိုပုံစံလုပ်မယ်အကြမ်းမြင့်ဘောတူညီချက်တွေလို့ရှိရကျွန်တော်တို့အတိအကျကျွန်တော်တို့မှမထွက်ထားသေးဘူးတဖြည်းဖြည်းနဲ့ကျွန်တော်တို့အခုဆိုရင်ပြောကြဆိုကြညင်းကြခုံကြရင်းနဲ့နောက်ဆုံးကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ရွေချက်ကတော့ကျွန်တော်တို့ဟိုနှစ်ခုတော့ပြပြတသားမြင်လာပါတော့တစ်ခုကကြတော့တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင် scholar တွေအချင်းကြမှာခုနပြောလို့ collaborative work တွေပေါ်လာအောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပေါ့နော်ပူးပေါင်းဆောင်ရွက်တဲ့ ground လေးတစ်ခုဖြစ်အောင်ကျွန်တော် platform လေးတစ်ခုဖြစ်အောင်ဖန်တီးကြမလားပေါ့နော်ပြီးနောက်တစ်ခုကကြတော့ကျွန်တော်ဖန်တီးကြမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဟိုကျွန်တော်တို့ဟို scholar လေး PowerPoint ကမတွေ့တော့ပြန်ဘူးနော်ပြုတ်ကြနေတယ်ဟုတ် PowerPoint ဘယ်လိုဖြစ်ကြနေလဲမသိပြန်ပေါ်ပြီလားပေါ်ပြီဒီကအရွှေ့အပြောင်းကြရင်အဆင်မပြေလားမသိပါဘူးအဲ့ဒီဟိုမဖြစ်လို့ရှိရင်တော့တခြားတစ်ခုနဲ့ခြားနည်းနဲ့စမ်းကြည့်ရပါโอเคအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုဆက်ပြောလိုက်မယ်ဟို scholar အနေမှာကျွန်တော်တို့ဟိုကိုလုပ်တဲ့ research ပဲဖြစ်နေပြီစီကိုလုပ်ခဲ့တဲ့ project scholar ဆိုတာကျွန်တော်ကဟိုနှစ်ခုတော့ခြုံငုံပြောပါတော့ဟိုပညာရှင်အုပ်စုတွေရဲ့နောက်တစ်ခုကဟိုနှစ်ပေါင်းများစွာဟိုအလုပ်တစ်ခုကိုတေချာ design မှတ်တကယ်ကိုလုပ်ပြီးတော့မှကိုယ့်ရဲ့ ideas ကိုတကယ် create ပြီးတော့မှတကယ်ကိုမှဟိုအောင်မြင်နေတဲ့ဟိုအောင်မြင်တယ်ဆိုတော့ကျွန်တော်ဘာနဲ့တိုင်းတာမလဲဆိုတော့ပြောခက်တာပေါ့နော်အထူးသဖြင့်ဟိုလူထုကိုအကျိုးပြုနေတယ်ကိုယ့်ရဲ့ဟိုဘယ်လိုပြော business လုပ်ငန်းတစ်ခုခုအကျိုးလုပ်နေရင်ဟိုအကျိုးမြတ်တစ်ခုရရင်လည်းလူထုတွေလည်းဟိုအတိုင်းတာတစ်ခုထိကို changes တစ်ခုလုပ်ပေးနိုင်တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေကိုအကန့်တွေကျွန်တော်တို့ဟိုဘလူတွေမျှဝေမလဲကျွန်တော်တို့ general public ပေါ့နော်လူထုနားလည်နိုင်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့မျှဝေမယ်ကျွန်တော်တို့တွေကပညာရှင်ပညာတတ်တွေအုပ်စုတွေကကျွန်တော်တို့အလကားထိုင်မနေကြပါဘူးကျွန်တော်တို့တွေကတကယ်အလုပ်လုပ်နေကြတယ်ကျွန်တော်တို့လုပ်နေတဲ့ဟာတွေဒီလိုလုပ်နေကြတယ်ကျွန်တော်တို့ဒီလိုချိတ်ဆက်လုပ်နေတယ်ကျွန်တော်တို့ဒီနိုင်ကျွန်တော်တို့ဒီလုပ်တဲ့ဟာတွေကဘယ်လိုအကျိုးရှိတယ်ဆိုတဲ့ဟာကိုဟိုသူတို့ကျွန်တော်တို့ကကြွားဝါတာတော့မဟုတ်ဘူးတို့ပေမဲ့ဗာလဲဆိုလို့ရှိရင်ဒီကိုနိုင်ငံမှာလုပ်နေတဲ့အရာတွေအားလုံးကကိုပြည်သူတွေလည်းတည်တဲ့နဲ့ကိုနိုင်ငံသားတွေလုပ်နေတဲ့ဟာတွေကိုပြည်သူတွေလည်းဟိုတည်ရမယ်တည်တဲ့နဲ့ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ကဟိုအသိပညာဟိုမျှဝေဖြန့်ဝေလို့ပုံစံမျိုးနဲ့လုပ်မယ်ဆိုမှဒုတိယရည်ရွယ်ချက်ပေါ့နော်ဒါကတော့ဟိုဒီ set program solution တော့လည်းကျွန်တော်တို့ကဒုတိယရည်ရွယ်ချက်အတွက်ကျွန်တော်တို့ဟိုလုပ်တဲ့ဟာမျိုးလို့တော့ဖြစ်သွားတာပေါ့နော် okay ဘယ်လိုလုပ်တယ်လဲကျွန်တော်တို့အမြဲတမ်းဟိုဒါတော့ဟို page မှာတစ်ချက်ဝင်ကြည့်လိုက်တော့သိတာပါတယ်ဟိုအပတ်စဉ်လုပ်တယ်အပတ်စဉ်9နာရီမှာလုပ်တယ်မြန်မာချိန်9နာရီစနေနေ့မှာကျွန်တော်တို့အမြဲတမ်းလုပ်တယ်ပြီးရင်ကျွန်တော်တို့ဟို format ကိုလည်းကျွန်တော်တို့အမြဲရေးရတယ်15မိနစ်ကနေမိနစ်30ကြာကိုကျွန်တော်တို့ပြောမယ်ဆိုမယ်ညဝေမယ်ပြီးလို့ရှိရင်နောက်ထပ်15မိနစ်ကနေနိုင်ဝက်ကြာကိုတော့ကျွန်တော်တို့ဟိုမေးမယ်မြန်းမယ်ပြောမယ်ဆိုမယ်ဆွေးနွေးမယ်ပေါ့နော်အဲ့လိုမျိုးဟိုစုစုပေါင်းတနာရီလို့တော့ကျွန်တော်တို့ပုံမှန်အဖြစ်တော့အဲ့လို design နဲ့ကျွန်တော်တို့တွားတယ်ပြီးရင် okay အဲ့ဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်တို့လက်ရှိမှာဟိုလက်ရှိလုပ်နေတဲ့ design လေးတွေပေါ့နော် okay နောက်ထပ်ဂျားထဲမှာကျွန်တော်တို့ဟိုစကားပြောရင်းဆွေးနွေးရင်းနဲ့ဒါအခုတည်းတော့မလုပ်ရသေးတဲ့ဟာလေးပေါ့နော်ဆွေးနွေးရင်းနဲ့တခြားလူတွေဆက်လက်အကြံယူရင်းနဲ့ဟိုတချို့ဟာတွေဆိုကျွန်တော်တို့ internet တချို့ဒီတစ်ခုဆိုလို့ရှိရင်ကျွန်တော် internet တော့ကျွန်တော်တို့မပြောဖြစ်သေးဘူးပေါ့နော်ဒါကတော့ဟို brainstorm လုပ်ထားတဲ့ဟာပေါ့နော်ဒီအိမ်မဲ့တခုကတော့ဟို scholar networking meeting လို့ပုံစံမျိုးပေါ့နော်ကျွန်တော် speaker ပေါ့နော်အခုကျွန်တော်တို့ speaker တွေရှိတယ် speaker တွေဆိုတော်တော်များကျွန်တော် invited လုပ်တဲ့ချိန်မှာလဲဟိုတေချာဟို net တစ်ခုဟိုကျွမ်းကျင်တဲ့လူဒါမှမဟုတ်လည်းအလုပ်တကယ်လုပ်နေတကယ်တေချာဟိုတည်ရလူလုပ်တဲ့လူပေါ့နော်အဲ့လိုကျွန်တော်တေချာ select လုပ်မှကျွန်တော်ရွေးချယ်တယ်ဟို selection criteria လို့ရေလို့တော့ကျွန်တော်လက်ရှိထိတော့ဒါကျွန်တော်အားနည်းချက်လိုပဲအားနည်းချက်တစ်ခုလည်းဖြစ်နိုင်သေးတယ်အခုထိတေချာကျွန်တော်မချဖြစ်ထားသေးဘူးဒါပေမဲ့ဟိုကျွန်တော်တို့ဟို3ယောက်တိုင်ပင်ပြီးတော့မှဟိုခုနရွေချက်တင်တယ်လည်းမလွတ်တဲ့ဟာမျိုးကိုကျွန်တော်တို့အများနဲ့ပုံမှန်အဲ့လိုဟိုလောက်တာဖြစ်တဲ့အတွက်ဒီ speaker တွေကလေspeaker တွေကလည်းဟိုပညာရှင်ဒါမှမဟုတ်လည်း practitioner ပေါ့နော်တကယ်လက်တွေ့ practitioner တွေအဲ့တော့အဲ့ဟာတွေကိုကျွန်တော်တို့ဟိုချိတ်ဆက်နိုင်တယ်ညှိနှိုင်းနိုင်တယ်ပြီးအဲ့ကနေမှကျွန်တော်တို့ဟိုတခုဟိုအချင်းချင်းကြားမှာကျွန်တော်တို့ဟို feedback လေးပေးမယ်ဒါကိုကျေပြအောင်လုပ်မယ်ပြီးရင်ပို့ပြီးတော့မှဟိုအလုပ်တူတူတွဲလုပ်ကြမယ် idea တူတာရှိရင်အလုပ်တူတွဲလုပ်မယ်တူတူတနားအတူတူပြုမယ်ပြုလို့ရလုပ်လို့ရတူတူတနားပေါ့နော်အဲ့လိုအတူတူလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဗာလဲဆိုလို့ရှိရင်အဲ့ခါကျရင်ကျွန်တော်တို့ဟိုတဖြည်းဖြည်းနဲ့ဟို network လေးဖြစ်လာတယ်ဒီ scholar network လေးဖြစ်လာလို့ရှိရင်ကျွန်တော်တို့ကနေမှဒါဟို host လုပ်မှာတော့မဟုတ်ဘူး host လည်းလုပ်ဆရာမလို့တွတ်တူကြိုက်တဲ့နေရာမှာကြိုက်လို့ချိန်သွားလို့ရတယ်ပြောမယ်ဆိုမယ်အဲ့ကျွန်တော်တို့ကအဲ့ platform လေးပဲဖန်တီးပြီးမှအလုပ်လုပ်တာတော့တခြားဟိုဟာတွေတော့ဟိုလုပ်ကြပေါ့နော်ဟိုကိုယ့်ကိုချိတ်ဆက်လုပ်ကြကိုယ့်ကိုကြိုက်လို့လုပ်ကြပေါ့နော်ကျွန်တော်တို့မှာဟိုအရှင်းဆုံးပြောရင်အခုလုပ်နေတဲ့ဟာမှာလည်းကျွန်တော်တို့မှာ funding လည်းမရှိဘူးဘယ်သူမှလည်း funding ထောက်ပံ့တာမဟုတ်ဘူးကိုယ့်ကိုပဲကျွန်တော်တို့ကဟိုလုံးဝ voluntary ပဲအကုန်လုံးကဟိုပေးကြရတယ်ပဲပေါ့နော်အခုဒီမှာ live speaker တွေမှများအားလုံးကလည်း voluntary contribution တွေနဲ့ပဲအကုန်လုံးကပြောပေးကြရတယ်ပဲအကုန်ရှိတယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးဟိုအချင်းချင်းတွေ့မယ်ဆိုမယ်စကားပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ idea လေးပေါ်လာမယ်ကို idea လေးတွေကိုကပြန်မျှရင်းနဲ့သူတို့တွဲလုပ်ရှင်နေဆိုရင်ပေါ့နော်အဲ့ idea ကိုသူတို့လုပ်ကြမယ် account ပေါ်ကြမယ်ပေါ့နော်အဲ့လို networking လုပ်မယ်ဆိုတဲ့တဘောပြီးနောက်တစ်ခုကကြတော့ကျွန်တော်တို့
ဟို English conversation club ပေါ့နော်အဲ့ဒါတော့ဟိုကျွန်တော်တို့ဟိုတယောက်ကနေပြီးတော့မှကျွန်တော်ဟို personally live မှာ advice လုပ်တဲ့ချိန်မှာကျွန်တော်စဉ်းစားနဲ့ပုံမှန် interactive ဖြစ်တာဘယ်လိုလုပ်လို့ရလဲဆိုတော့ဥပမာကျွန်တော်တို့ဟို human right ဥပမာပေါ့နော် human right ဆိုရင် human right နဲ့ပတ်သက်တဲ့conversation question လေးကျွန်တော်ထုတ်မယ်ပြီးရင်ဟို language ကိုလည်း practice လုပ်တဲ့အနေနဲ့ကျွန်တော်တို့ဟိုလုံးဝနားထောင်နေတဲ့လူတွေနားထောင်ပေါ့နော်ဟိုခုနပြောလို့ဟို discuss လုပ်ချင်တဲ့လူတွေ discuss လုပ်လို့ရတယ်အဲ့လို English conversation club လို့ပုံစံမျိုးအဲ့ဆိုလို့ရှိရင်တို့နှစ်ပိုင်းပေါ့နော်အကျိုးနှစ်ခုရှိမယ်တစ်ခုကကြတော့ကျွန်တော်တို့ဟိုဟာတစ်ခုကကြတော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဘာသာရေးဆိုင်ရာကိုသိမြင်လာမယ်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင် language ကိုဟိုအဲ့ဘာသာရေးဆိုင်ရာ language ကိုလည်းကျွန်တော်တို့ကဟို practice လုပ်ပြီးသားလည်းဖြစ်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်တော့ဟိုလူငယ်တွေအတွက်ကောဟိုလာနားထောင်တဲ့လူအတွက်ကောကျွန်တော်တို့တချို့ကျရင်တစ်စုံတရာအကျိုးရှိမလားပေါ့နော်အဲ့ဒါနဲ့အကြံပေးတော့ပေါ့ကိုစဉ်းစားထားပြီးတော့မှဒါလေးကိုတော့ကျွန်တော် idea လေးချထားရပေါ့နော်ဒါတော့ဖြစ်မလာတဲ့ idea လေးပေါ့နော်နောက်တစ်ခုကျွန်တော်လက်ရှိလုပ်တဲ့အချိန်မှာဘာတွေ challenge ရှိလဲ challenge ကတော့အဓိကတော့ဒါဟို speaker platform လေးကျွန်တော်တို့အခုလက်ရှိမှာလည်းဟို speaker အဲ့လို talk တွေ seminar တွေလုပ်နေတဲ့ဟာတွေကဘောင်းစုံတွေအများကြီးရှိအဲ့တော့ကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်တို့မှာဟိုပထမဆုံးဆိုလို့ရှိရင်တော့ audience ပေါ့နော်ကိုကလည်းအခုမှစလုပ်တယ်လုပ်တာလည်းတကယ်ဆိုလို့ရှိရင်နစ်နဲ့တော့မရှိသေးဘူးပြီးကျွန်တော်တို့ကလည်းဟိုဘယ်လိုပြောမလဲဟိုစကလုံးတွေဟိုအများကြိုက်စကလုံးတွေလို့ပြောရမလားတော့မသိအဲ့လိုမျိုးတွေကျွန်တော်တိတ်မသုံးတတ်ဘူးတိတ်ပြီးတော့မှဟို content creation တွေကိုယ့်ရဲ့ဟို professional မဟုတ်ဘူးကွာမဟုတ်တဲ့ခါကျတော့ audience တွေကိုကိုယ့်ချီရောက်လာဘယ်လိုခေါ်မလဲခုမှအဲ့ကျွမ်းကျင်တဲ့ဘာသာရပ်မဟုတ်ဘူးဖြစ်နေကြနောက်တစ်ခုကဒါကျွန်တော်တစ်ခုပေါ့နော်နောက်တစ်ခုကကျကျွန်တော်တို့ဟို eligible speaker ပေါ့နော်ကျွန်တော်တို့ဟိုကိုယ့်ရဲ့အခုလောဆယ်ကျွန်တော်တို့ကကိုယ့် network ထဲမှာရှိတဲ့လူတွေကိုပဲကျွန်တော်တို့ကဟိုဖိတ်ခေါ်ရတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ခုနပြောတဲ့ဒီ audience ပြဿနာရှိတော့ဟိုနောက်ဆုံးတဲ့လူတွေပြဿနာရှိတော့တိတ်မရှိတော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ကိုယ် speaker တကယ်ဟိုပြောနိုင်တကယ်ကိုမှဟို subject တစ်ခုမှာတီတီချာချာဟို15မိနစ်အတွင်းမှာတခြားပေါင်းမြောက်ဝင်နိုင်တဲ့ speaker ရှိရင်တောင်မှကျွန်တော်တို့ကဗာလဲဆိုလို့ရှိရင်သူ့ invite လုပ်ပြီးတော့ဘယ်သူမှနားထောင်လို့မရှိရင်ကျွန်တော်တို့အနေနဲ့ကြတော့ဟိုအားနာစရာဖြစ်မယ်ဆိုပြီးတော့မှ eligible speaker ကိုရှာတဲ့အချိန်မှာလည်းကျွန်တော်တို့ကကို network ထဲမှာဟိုလုပ်ဖို့ကင်ဖို့အချိန်မှာကျွန်တော်တို့တော်တော်ကိုမှဟို generate ချက်ထဲရောက်တယ်ပေါ့နော်နောက်တစ်ခုကထုံးခုနပြောလို့ပဲ social media marketing ကျွန်တော်တို့ပြဿနာတက်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကကျွန်တော်တို့ timely ပေါ့နော် timely အဲ့လို timely ကို post တွေပိုင်းတင်တာတွေဆိုကျွန်တော်တို့တော်တော်တိုင်ပတ်တယ်အခုဆိုရင်ကျွန်တော်3ပတ်လောက်ရှိပြီကျွန်တော်ဂျားထဲမှာတော့ဟိုတခြားဟာတွေကျွန်တော်လုပ်နေအများကြီးရှိတယ်ဒီရက်ပိုင်းမှာဟိုအလုပ်တစ်ခုနည်းနည်းရှုပ်သွားတာနဲ့ဒီ timely post တင်တဲ့ဟာတွေကိုကျွန်တော်မလုပ်နိုင်ခဲ့ဘူးဖြစ်သွားတယ်ဒီအပတ်စဉ်လုပ်တာတော့မှဟိုတော်တော်အားထုတ်ပြီးတော့လှုပ်ဆောင်ရဆိုတဲ့အနေအထားမျိုးတစ်ချက်ဖြစ်နေရပေါ့နော်လောလောဆယ်တွေ့နေရတဲ့ challenge တွေပေါ့နော်ဒါတော့လက်ရှိမှာကျွန်တော်တို့ဘယ်လိုလုပ်တယ်လဲပေါ့နော် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါကတော့ကျွန်တော် collaborative မှာရဲ့လုပ်နေတဲ့ပုံရဲ့ဖြစ်လာတဲ့ပုံလေးတွေကျွန်တော်တို့တွားပြီ okay နောက်တစ်ခုကကျွန်တော်ဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘယ်ကနေယူလိုက်လဲဆိုလို့ရှိရင် design thinking ကနေမှကျွန်တော်ယူလိုက်တယ်ဒီဟာကိုကျွန်တော် reflect လုပ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီအလုပ်တွေ ideas ကနေမှ action ဘယ်လိုဖန်တီးကြမလဲပေါ့အဲ့မှာကျွန်တော်တို့က behavior လေးနည်းနည်းလိုတယ်အဲ့ behavior ဒီကောင်ကတော့ကျွန်တော်ဟိုကျွန်တော် DBOA fellowship တက်နေတယ်အဲ့မှာတက်တဲ့အချိန်မှာလည်းသူကဒါကို emphasize လုပ်မှပြောတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်တဘောကြားတဲ့အတွက်ဒီကောင်ကိုကျွန်တော်ပြန်ပြီးတော့မှအမြဲတမ်းမှတ်ထားတယ်ကျင့်သုံးတယ် okay အချက်၃ချက်ရှိရယ်ပထမချက်ကတော့ကျွန်တော်တို့ဗာလဲဆိုရင် deep listening တိကျနားထောင်မှုလို့တယ်တိကျနားထောင်မှုဆိုတာကဟိုဒါတော့တကယ်တော့အများကြီးလဲပြောနေကြပြီးသားပဲပေါ့နော်အဲ့ကောင်နဲ့ကျွန်တော်တို့ခုနပြောတဲ့ဟိုကျွန်တော်တို့ဟို ideas to action process တွေကဘယ်လိုထိဆက်သွားတယ်လဲဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်ပြီးရင်ခဏပြန်ပြီးမှတွေ့ပါလိမ့်မယ်နောက်မှာ deep listening တိကျနားထောင်မယ် okay ကျွန်တော်တို့နောက်တစ်ခုကဘာလဲဆို boarding ဒီကောင်ကနည်းနည်းလေးပြတ်နာရှိကျွန်တော်တို့ကစလုပ်တော့မယ်ဆိုလို့ရှိရင်ဥပမာ budget မရှိဘူး funding မရှိဘူးပြီးလို့ရှိရင်လုပ်လို့ရှိရင်ရောသူများတည်းတကယ်လုပ်မှလားအခုဆိုကျွန်တော်တို့ဆိုဟိုအများကြီးတဲ့စဉ်းစားနေ hesitation နဲ့အများကြီးပဲဟိုနှောင့်နှေးစရာအချက်တွေအများကြီးပဲပထမချက်ပြောမဲ့လူရှိမှလားပြီးရင်နားထောင်မဲ့လူရောရှိမှလားငါတို့ပြောတဲ့ဟာကိုတို့ကဘာလို့နားထောင်အောင်မလဲငါတို့ငါတို့ဒီ platform လေးမှာဟိုပညာရှင်တွေရောဒီလိုတနာကြီးအချိန်ကုန်မယ်ပြင်ဆင်မှုတနာကြီးလောက်အချိန်ကုန်မယ်အနည်းဆုံး2နာရီလောက်အချိန်ပေးပြီးတော့မှဘာမှလည်းမရဘဲနဲ့တို့ဘာလို့လာပြောမှလဲအဲ့လိုကျွန်တော်တို့လုပ်မယ်ဆို hesitation နဲ့အများကြီးပဲရှိတယ်ဒါပေမဲ့ boarding ပေါ့နော်ကျွန်တော်တို့တတိရှိကျွန်တော်တို့စားလိုက်ဖို့လိုတယ် okay နောက်ဆုံးတစ်ခုဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မတူတဲ့အဖွဲ့လိုက်အလုံးလို့ဖို့လိုတယ်ဘာလို့ကျွန်တော်မှလူတွေကအများတန်းဟိုတူညီနေဆိုတာမရှိဘူးအားလုံးကဟိုအတွေ့အကိုကဒီစာကြောင်းတစ်ကြောင်းရေးလိုက်ပြီးမဲ့ကျွန်တော်ဟိုစာဟိုလိုအဓိပ္ပာယ်ပေါက်တယ်ဥပမာကျွန်တော်တို့ဟိုတချို့ဟာတွေမ clear လုပ်တဲ့အချိန်မှာတော့မှကျွန်တော်တို့ဒီရှိတဲ့3ယောက်ကလေးကြားမှာတော့မှတစ်ခါကျရင်ကျွန်တော်တို့ကဟိုကိုကဒါတော့ပြောလိုက်တယ်ဒါပေမဲ့တစ်ဖက်ကကျတော့တမျိုးနာလဲသွားတဲ့ဟာမျိုးတွေကျွန်တော်တို့ရှိတယ်အဲ့ခါကျတော့ဟိုကျွန်တော်တို့အဲ့လို diverse teamwork ကိုကျွန်တော်ဘယ်လိုလုပ်မလဲအဲ့ဟာကိုလည်းကိုက diverse ဖြစ်တဲ့ဟာကိုလည်းလက်ခံနိုင်ဖို့လည်းလိုတယ်ပြီးရင်နောက်ဆုံးဟိုဂျားထဲမှာနားလည်မှုလွဲမှားတွေဖြစ်လာရင်လည်းကျွန်တော်တို့ကဖြည့်ချင်းရဲဖို့လည်းလိုတယ်ပေါ့နော်ဒါကတော့ဟိုကျွန်တော်တို့ဒီ behavior ပေါ့နော် behavior 3ခုပေါ့နော်နားထောင်မယ်ရေဝင်းလုပ်မယ်အဲ့ရေဝင်းလုပ်တာဆိုကျွန်တော်ဆိုအမြဲတမ်းမှတ်ထားတလုံးရှိရကျွန်တော်တို့မှာ just do it ဆိုတာမင်းတိတ်စဉ်းစားမနေနဲ့လုပ်တဲ့နေထင်လို့ရှိရင်သူ့အကြံလုပ်လိုက်တိုးတဲ့ဟာမျိုးပေါ့နော်ဟိုဒီကောင်ကခုနပြောလို့ကောင်းကျိုးဆိုးကျိုးရှိလို့ကောင်းကျိုးလည်းအများကြီးများတယ်ဘာလို့ဆိုတော့တချို့ကျွန်တော်တို့ခုန idea လေးတစ်ခုကျွန်တော်တို့ create လုပ်လိုက်မယ်
စာရီမှာအကောင့်တွေစာရီမှာကျွန်တော်တို့ဟိုတက်နိုင်တော့ဟိုအသေးစားလေးကျွန်တော်တို့လုပ်ပြီးတော့မှလုပ်လိုက်ပြီးဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒီ idea ကအလုံးမရှိဘူးဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ငွေကြေးကုန်ကြအကြီးကြီးကျွန်တော်တို့ plan လုပ်ပြီးတော့မှဟိုပြတ်သွားတဲ့ဆိုလို့ရှိရင်ငွေကြေးကုန်ကြမများခင်မှာပြတ်စီးရောဖြစ်တဲ့အတွက်ကိုဆုံးရှုံးမှုဆိုလဲဆုံးရှုံးမှုကနည်းတယ်အဲဆုံးရှုံးမှုနည်းတဲ့အပြင်မှာကျွန်တော်တို့ကဘာလဲဆိုပို့ပြီးတော့မှဒီခုရလာတဲ့အတွေ့အကြုံပုံမူဒီမှာကျွန်တော်ပိုကောင်းတဲ့ဟိုပုံစံလေးကျွန်တော်တို့လုပ်လို့ရတယ်ပိုကောင်းတဲ့ model တွေကျွန်တော်တို့ဖန်တီးလို့ရတယ်အခုဆိုကျွန်တော်တို့ဟိုဘာလဲဆိုအရှိတုန်းကတမတ်ဆက်မှာလုပ်ခဲ့တဲ့ model နဲ့အခုလုပ်တဲ့ model နဲ့ပုံစံနဲ့ပိုကွာလာပြီအခု model မှာဆိုကျွန်တော်တို့ကဘာလဲဆို sustainable ဖြစ်အောင်ဘယ်လိုလုပ်မလဲပိုပြီးမှဟိုအားလုံးပါဝင်လာအောင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ကပိုပြီးမှဟို ideas တွေပိုပြီးမှများလာပြီပေါ့နော်ဆိုကျွန်တော်ဟိုရေးဝင်းလုပ်တယ်ဆုံးရှုံးနေကျွန်တော်မှဘာမှဆုံးရှုံးရတာမရှိခဲ့ဘူးဒါပေမဲ့ကျွန်တော်ထပ်လုပ်တယ်အခုထပ်လုပ်တယ်ကျွန်တော်တို့အခုချိန်မှာအောင်မြင်ပြီလားဟိုအရင်အောင်မြင်တယ်လို့မရှိသေးဘူးအရင်တော့မဟုတ်သေးပါဘူးကျွန်တော်အောင်မြင်တယ်ဆိုတဲ့အနေထားကိုတော့ကျွန်တော်မရောက်သေးဘူးမရောက်ပေမဲ့ကျွန်တော်တို့ကဘာလဲဆိုတော့အဲ့ဟာတို့ကျွန်တော်သင်ခန်းစာယူပြီးတော့မှဘယ်လိုပြန်လုပ်မလဲဘယ်လိုပိုကောင်းအောင်လုပ်မလဲဘယ်လိုပိုမှအဆင်ပြေအောင်လုပ်မလဲဆိုပြီးမှသွားတယ်ပေါ့နော် okay အဲ့ဆိုနောက်တစ်ခုကကျကျွန်တော်တို့ process လေးရှိတယ်ကျွန်တော်အဲ့ design thinking ဟောလို့သဘောကျလို့အဲ့ကြောင့်မို့ design thinking ရဲ့ process လေးကိုကျွန်တော်တို့အဲ့ process လေးကကျွန်တော်တို့ ideas ကနေမှ action ကိုတွားပဲလမ်းကြောင်းကိုကျွန်တော်တွေ့တယ်ကျွန်တော် framework တွေအများကြီးရှောက်လေ့လာတဲ့အချိန်မှာကျွန်တော်တို့ဒီကောင်ကတကယ်ကိုမှဟိုအကောင်းဆုံးလောက်ဒီပါကြတယ်ပေါ့နော်ဥပမာဘယ်ကနေစမလဲကျွန်တော်နံပါတ်1ကျွန်တော်တို့ empathize ဆိုတာစာနာပါဆိုတော့ကျွန်တော်ကိုချင်းစာပါလို့ဘာလို့အရင်ပြောချင်တာမဟုတ်ဘူးအလွယ်ပြောလို့ရှိရင်ကိုယ့်ရဲ့ target audience ကိုဘယ်သူအတွက်လုပ်ပေးရလဲဥပမာစီးပွားရေးဆိုလို့ရှိရင်လည်း business မှာဆိုလို့ရှိရင်လည်းဟိုကိုယ့်ရဲ့ဟို customer ဖြစ်နိုင်တဲ့လူပေါ့နော်သူတို့ဘက်ကိုကိုယ်ကြည့်လိုက်တခါကျရင်သူတို့ဘာလို့အပ်တာလဲကိုလိုအပ်တာကိုပြောချင်တာမဟုတ်သူတို့ဘာလို့အပ်တာသူတို့လိုအပ်တာကိုသိပြီဆိုရင်ကိုကအဲ့ဟာကိုကိုကဘာလို့လုပ်ရမလဲဆိုတော့ကိုကစဉ်းစားဥပမာကျွန်တော်ခုနပြောလို့ပဲအရှိမဟို collaborative mind လုပ်ဖို့လိုတယ်ကိုမြင်လိုက်တယ်ဒီမြန်မာပြည်ရဲ့ပုံစံရဖြစ်နေတဲ့ဟာရလိုအပ်ချက်တချို့ရကိုယ်စိတ်ထဲမှာဒါဆိုတော့ဒါသူတို့များနားထောင်ခြင်းလိမ့်မလားဒီလိုပုံစံနဲ့လုပ်တော့သူတို့တက်ဖို့အဆင်ပြေမလားဆိုတဲ့ဟာကိုကျွန်တော်တို့ဟိုအရင်ဆုံးစဉ်းစားလိုက်တယ်ဒီအစစ် okay define ကျွန်တော်တို့အဓိပ္ပာယ်တက်မှတ်မယ်ကျွန်တော်တို့လုပ်ချင်တာဘာလဲဘယ်လိုပုံစံနဲ့လုပ်မှာလဲကျွန်တော်တို့ဘယ်လိုဟိုသွားမှာလဲဆိုတဲ့ဟာကိုကိုယ့်ရဲ့ဟိုလိုအပ်ချက်သူတို့အဲ့ဟို empathize ဆိုတော့ခုနလိုအပ်ချက်ကိုရှာတာပေါ့နော်အဲ့လိုပြောလို့ရှိရင်အဲ့လိုအပ်ချက်ရှာတဲ့ဟာကိုကျွန်တော်တို့ကအတိအကျကျွန်တော်တို့အဓိပ္ပာယ်တက်မှတ်လိုက်မယ်တက်မှတ်ပြီးကျွန်တော်တို့ဘာလုပ်မလဲဘာဆက်သွားမလဲ idea ကျွန်တော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်ဟို scholar နဲ့ပညာရှင်တွေနဲ့ဟိုဂျားမှာဘာတွေရှိလဲဟိုဂျားမှာလွတ်နေတဲ့ gap တွေရှိတယ်အဲ့ဟာကိုကျွန်တော်တို့ဘယ်လိုဖြည့်ဆည်းမလဲအဲ့ဒါခုနကပြောလို့ speaking နဲ့အခုဆိုကျွန်တော် idea တွေအများကြီးလုပ်နေပြီလေခုနဆိုအရှိမပြောခဲ့ပြီဒီ set program လုပ်မယ်ပြီးနောက်တစ်ခုကျွန်တော်တို့ဟို conversation club လုပ်မလားပြီးနောက်တစ်ခုကျွန်တော်တို့ဟို speakers တွေ networking လုပ်မလားလုပ်ရင်ရောဟို speakers တွေကဒီ networking ဟိုဘာလို့လာရမှာလဲသူတို့အချိန်ထပ်ပေးရမယ်ပြီးသူတို့အတွက်ထိုက်တန်ရလားသူတို့ကရောဒါကြီးကိုဟိုလုပ်ရင်ရောသူတို့အတွက်ဟိုသူတို့အတွက်ပေါ့နော်ဆိုလိုချင်တာပါဆိုလူတစ်ယောက်ကကိုတခုခုလုပ်တော့မယ်ဆိုရင်ဘာ benefit ရှိလဲဘာအကျိုးအမြတ်ရှိလဲဟိုသူများတွေတော့ဘာလုပ်ပေးနိုင်မှာလဲအဲ့ဟာတွေအကုန်လုံးတွက်မှကျွန်တော်တို့လာမှာဟုတ်အဲ့တော့ထားပါတော့ဆိုလိုချင်တာ idea ပေါ့နော်အဲ့လို idea ဘောင်းစုံလုပ်မယ်ကျွန်တော်တို့ဟိုဖြန့်ပြီးမှလည်းလုပ်မယ်ပြီးရင်ချုပ်ပြီးမှလည်းလုပ်မယ်ပြီးအဲ့ထက်မှဖြစ်နိုင်လို့ကျွန်တော်ကဟိုလုပ်တဲ့ဟာမျိုးပေါ့နော်ဒါကတော့ idea ရှာတယ်okay ကျွန်တော် idea ရှာပြီးရင်နောက်တစ်ဆင့်ဘာလုပ်မလဲဆိုလို့ရှိရင် prototype ပေါ့နော်ပုံစံငယ်လေးဆိုတာကျွန်တော်တို့နမူနာပုံစံငယ်လေးလုပ်မယ်ဥပမာအခုဆိုကျွန်တော်တို့ဟိုအရှိရဟို collaborative my program ဆိုလို့ရှိရင်ဒါပုံစံငယ်လေးတစ်ခုဖြစ်သွားပြီပေါ့အဲ့ကျွန်တော်တို့တကယ်စောက်ကြည့်ရတကယ်တချို့အကြိုင်လုပ်ကြည့်ရ in person လုပ်နိုင်မလားအထိကျွန်တော်တို့အကုန်လုံးပုံစံဘောင်းစုံစမ်းကြည့်ခဲ့ပြီးရင်နောက်သုံးတစ်ခုကဘာလဲဆိုရင် text ဆမ်းပြီးလို့ရှိရင်ကျွန်တော်တို့ဘာလဲဆိုဒီဟာအမြဲတမ်းပတ်လည်နေမှာ okay ကျွန်တော်တို့ text လုပ်တယ်မအောင်မြင်ဘူးအခုဆိုကျွန်တော်တို့ဟို collaborative mice program လေးတမတ်ဆက်မှာရှိခဲ့တဲ့ဟာလေးကမအောင်မြင်ခဲ့ဘူးလို့ဒါအပွင့်လင်းဝင်ခံရမှာပဲ okay မအောင်ခဲ့ဘူးဆိုကျွန်တော်ဘာလုပ်လဲနောက်ထပ် ideas တွေကိုကျွန်တော်ပြန်လုပ်တယ်တစ်ပတ်ပြန်ပတ်သွားပြီ okay ပြီးလို့ရှိရင်ကျွန်တော် prototype ပြန်လုပ်တယ်အခုပြန်ပြီးမှပိုကောင်းမလားဆိုတဲ့ ideas နဲ့ကျွန်တော်တို့ပြန်ပြီးမှအလုပ်လုပ်တယ်ပေါ့နော်ဒါကတော့ဟိုကျွန်တော်ဟိုကိုယ်တိုင်လည်းတကယ်လည်းကျင့်သုံးခဲ့ပြီးတော့မှတကယ်လည်းအရန်ကိုသဘောကျပြီးတော့တကယ်လည်းတော်တော်အလုပ်ဖြစ်တဲ့ဟိုပေါ့နော်ဒီကောင်နဲ့ဘယ်လိုချိတ်ဆက်မလဲအရှိမကျွန်တော်တို့ပြောခဲ့တယ်အရှိမကျွန်တော်တို့ဟို deep listening လို့ပြောခဲ့တယ်ပထမ empathize မှာကျွန်တော် deep listening ကအရင်အရေးကြီးတယ်အဲ့ deep listening ကိုကျွန်တော်တို့ဟိုကောင်းကောင်းတေချာပေါက်နားမထောင်ဘူးကိုယ့် idea ပဲကိုပြောချင်ပြောနေမယ်ဆိုလို့ရှိရင်ကြတော့ဘာဖြစ်လဲဆိုကိုကဘယ်တော့အခါမှတစ်ဖက်လူရဲ့တစ်ဖက်လူကဘာကိုဖြစ်ချင်တာလဲဘာလိုချင်တာလဲဆိုတော့သိမှာမဟုတ်ဘူးအဲ့ဒီကတော့ကျွန်တော်တို့ဟို empathize ပေါ့နော်ပြီးနောက်တစ်ခုခုန boundary ဒါဆိုလဲဟို empathize deep listening ရှိမှပဲကျွန်တော်တို့ကဟို define ထိကျွန်တော်တို့ရောက်နိုင်မယ် idea တွေကျွန်တော်တို့အဓိကဒီ prototype solution ကို boarding ပေါ့နော်ကျွန်တော်တို့ဟိုကောင်းကျွန်တော်တို့တက်တိရှိကျွန်တော်မလုပ်ရဘူးဆို idea တဲ့ဘယ်တော့အခါမှကျွန်တော်တို့ကအရှိကိုကျွန်တော်တို့ဟိုရောက်မှာမဟုတ်ဘူးနောက်ဆုံး okay အဲ့ဆိုရင် teamwork မရှိရင်ကျွန်တော်တို့စမ်းတက်ပြီးတော့မှဟိုတည်မလားဟိုအောင်မြင်တဲ့အဆင့်ကိုကျွန်တော်ရောက်ဖို့ဆိုတာအင်မတန်ခက်တယ်အဲ့ဒီတော့ကျွန်တော် teamwork လေးနဲ့ဒီ prototype လို့တဖြည်းဖြည်းနဲ့ကျွန်တော်တို့အကောင့်ထဲပေါ်လာလို့ရှိရင်ဘာဖြစ်လာမလဲဆိုကျွန်တော်တို့ ideas တွေကတကယ်ကိုမှ action ဖြစ်ကိုမှတဖြည်းဖြည်းပြောင်းလာလိမ့်မယ်ဒီထဲမှာအားလုံးပြီးသွားတဲ့အချိန်မှာကျွန်တော်ဟိုအနည်းချုပ်တစ်ခုပဲပြောလို့ရှိရင်တော့ကို့မှာ idea ရှိရဆိုလို့ရှိရင်တက်တိရှိစလုပ်ကြည့်လိုက်ဘာလို့ကျွန်တော်မှဟို challenges တွေတော့အများကြီးရှိတယ်ပြီးကျွန်တော်မှဟို
barrier တွေလည်းအများကြီးရှိတယ်အဲ့ barrier တွေကျွန်တော်တို့ကကြော်ဖြတ်မယ်အခုဆိုကျွန်တော်အခုဒီကျွန်တော်တို့မှလည်း barrier တွေအများကြီးရှိတယ်အဲ့ barrier တွေကျွန်တော်ဘယ်လိုကြော်ဖြတ်မလဲတစ်ဆင့်ချင်းကျွန်တော်စဉ်းစားမယ်အောင်မြင်အောင်လုပ်မယ်ဒါကတော့ကျွန်တော်တို့လက်ရှိမှာလုပ်ခဲ့တဲ့ဟာရဲ့ဒီideas ကနေမှ action ကိုတွားမယ်ဆိုတဲ့လမ်းကြောင်းတွေကိုကျွန်တော်ချိတ်ဆက်ပြီးတော့မှကျွန်တော်ဘက်ကနေမှဆွေးနွေးရဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်အနေနဲ့ဗာလဲဆိုလို့ရှိရင်နောက်ဆုံးတစ်ခုဒါကတော့ကျွန်တော်ပြောချင်တာတော့ပြီးပြီဒါပေမဲ့ဗာquestion to you ပေါ့နော် question to you ကဗာလဲဆိုဂျားထဲမှာကျွန်တော်တို့ရက်သွားပြီပေါ့နော်ရက်သွားတဲ့ကာလနည်းနည်းကြာပေါ့အဲ့ကာလပြီးတော့ကျွန်တော်ပြန်စမယ်ဆိုတဲ့စကားပြောခဲ့ပေါ့နော်အဲ့ပြန်စဖို့စကားပြောပြီးတော့စတဲ့အချိန်ကြီးဘယ်လောက်ကြာရလို့ထင်တယ်လဲပေါ့နော်ဒါတော့ကျွန်တော်ဘက်ကနေမှဆွေးနွေးဖို့အတွက်တောင်းဆိုတာပေါ့နော်နောက်တစ်ခုကဗာလဲဆိုခုမှစလုပ်ချင်တဲ့ idea တွေရှိလားပေါ့နော်အခုဆိုရင်ရောစလုပ်မဲ့ idea တွေဘယ်လိုလုပ်ဖို့လဲထုံးစံဒီတိုင်းပဲဆိုလို့ရှိရင်တော့လေဒီတိုင်းပဲပေါ့နော်ရှိရဆိုလို့ရှိရင်တော့လေညှောက်ပြီးပေါ့နော် okay အဲ့ဆိုရင်ဒါပြီးရင်ကျွန်တော်နောက်ဆုံးကျွန်တော်အဆုံးတက်မယ်ဆိုလို့ရှိရင်တော့question comments ပေါ့နော် okay အဲ့ဆိုကျွန်တော် share တာကိုတစ်ချက်မရက်တော့ sorry ဒီဟာလေးမှာထားပြီးတော့မှ discussion လေးတစ်ချက်တွားရအောင်လीနော်ကျေးဇူးတင်ပါတယ်ကျွန်တော်တောက်ခါတော့ဒီမှာပဲအဆုံးတက်ပါမယ်discussion လုပ်ချင်တဲ့လူရှိလို့ရှိရင်လုပ်လို့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှသို့မဟုတ်ကို့မှာတခြားဟွာတွေရှိရဆိုလို့ရှိရင်လည်း question comments ရှိရဆိုလို့ရှိရင်လည်းပြောလို့ရပါတယ်ဒီနေ့ကတော့10ယောက်ကျော်တက်တယ်ပေါ့နော်အဲ့ထဲကနေဆွေးနွေးချင်တဲ့သူရှိလားရှင်ဟုတ်ကဲ့ဟိုဆရာကျော်သွားဟုတ်ဆွေးနွေးပြီးတော့ကျေးဇူးတင်ပါတယ်ဟိုလေကျွန်တော်ခုနမကြားလိုက်လို့အဲ့ဟိုလေဂျားထဲမှာရက်သွားပြီးတော့မှပြန်စားဖို့အတွက်ဘယ်လောက်ကြာလဲဆိုတော့လေဆရာဘာလို့ပြောရလဲကျွန်တော်တစ်ချက်လေးပြန်ရှင်းပြပေးလို့ဟုတ်ဒီလိုလေကျွန်တော်တို့ဂျားထဲမှာ4-5-6လောက်ရက်သွားတယ်ရက်ပြီးတော့ပြန်လုပ်ကြရအောင်လေဆိုပြီးမှကျွန်တော်တို့3ယောက်ပြန်ပြီးတော့မှစကားပြန်စားလိုက်တယ်ပေါ့စကားခေါ်လိုက်တော့ပေါ့နော်အဲ့ခေါ်ပြီးတော့မှဒီလိုပွဲတွေတကယ်ဖြစ်လာဖို့အတွက်ကျွန်တော်တို့ကဘယ်လောက်ကြာလိုက်တယ်လဲဆိုတဲ့မိကုန်းမှာဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါဆရာဘယ်လောက်ကြာလိုက်တယ်လဲမသိဘူးနော်ဘယ်လောက်တင်တယ်လဲပေါ့နော်ကျွန်တော်တို့ပြန်မေးရလားဆရာquestion ပြန်မေးတာပါဒီက question ပြန်မေးတဲ့ဟာနှစ်ခုပါဟုတ်ကဲ့ပါဆရာဟုတ်ဟိုလေး6လလောက်တော့ကြာသွားမယ်နဲ့ဆိုတော့ကျွန်တော်မမီရတဲ့လောက်လေဆရာတို့ကြားထဲမှာလည်းအလုပ်တွေလည်းရှုပ်နေကြတာမသိဘူးအဲ့လိုမျိုးပြန်စားဖို့တော့ကောဘယ်ဥစ္စာpush factor ဖြစ်ခဲ့လဲပေါ့နော်ဆရာတို့ဒီပြန်စားဖို့အတွက်ကြာတော့ဟုတ်ဒါမိကုန်းကတော့ကျွန်တော်ဘာလုပ်မှာပေါ့နော်တခြားရောဆွေးနွေးကျင်တာရှိသေးလားဒါနဲ့ပတ်သက်ပြီးဒီမိကုန်းလေးပေါ့နော်ကျွန်တော်မေးလိုက်မိကုန်းနဲ့ပတ်သက်ပြီးပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဆရာကိုအောင်ကိုတို့လည်းဆွေးနွေးလို့ရပါတယ်နော်တစ်နှစ်လောက်များကြာသွားလားတစ်နှစ်လောက်များကြာသွားလားအဲ့ဒါသူတို့အဖြေကိုတခြားကျွန်တော်တို့လုပ်တဲ့လူတွေကတော့3ယောက်ကတော့အဖြေသိပြီးသားဆိုတော့ပေါ့နော်ကျွန်တော်တို့ကတော့အရင်မပြောတိတ်ကလေးနေရကောင်းတယ်ပေါ့နော်ကျွန်တော်ဆက်လိုက်ကလေးကလည်းတစ်ချိန်လုံးနေမကောင်းနဲ့တူတယ်ခြေတာမှန်တဲ့သူကိုလည်းစုပေးအောင်ဘာလဲဖြေတာမှန်တဲ့လူစုပေးဦးဆိုတော့နည်းနည်းစဉ်းစားပါဖြေမှန်မရှိဘူးဖြစ်နေနော်ဟုတ်တယ်ဖြေမှန်တဲ့လူစုပေးအောင်ဆက်တခုပေါ့နော်အမဝင်ဆွေးနွေးကြည့်ချင်တာကတော့ဒီကာလတွေမှာကတော့လှုပ်ချင်တဲ့ idea တွေလှုပ်ချင်တဲ့ project တွေအများကြီးတဦးချင်းစီမှာလည်းရှိနိုင်တယ်နောက်ပြီးတော့ကိုလုပ်နေတဲ့ organization နဲ့ပတ်သက်ပြီးတော့လည်းဒီ organization အတွင်းမှာလည်းရှိနိုင်တယ်ပေါ့နော်အဲ့ဟာတွေကအကြောင်းအမျိုးမျိုးကြောင့်ရက်သွားရည်လေအများကြီးဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့အခုက intrinsic factor ရော extrinsic factor ရောလေကိုကလှုပ်ချင်တယ်ဆိုရင်တော့မှကို့မှာ funding မရှိဘူးပေါ့နော်နောက်တစ်ခါကျ
funding ရှိခဲ့လို့ရှိရင်လည်းကိုလုပ်ချင်တဲ့ဒီ idea ဥမာထားပါတော့ research ပေါ့နော် research idea ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ target audience ကသွားပြီးတော့ယူလို့အဆင်ပြေရဲ့လားဒါကြီးကို ethical book ကဘာကိုဖြတ်မှာလဲဆိုတော့ဒီခြေနေတွေကအများကြီးနောက်ခံဟိုဟာတွေကများတယ်လေအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်လို့ဟုတ်ဟိုလေဖြစ်နိုင်တာတွေကတကယ်တော့ကျွန်တော်တို့ဘာနဲ့ပြောရတော့ပြန်တွေးလိုက်ရင်တော့အများကြီးတော့ရှိရပါတော့တို့ပေမဲ့ဥမာဒီလမ်းနဲ့မဖြစ်ဘူးဆိုရင်ကျွန်တော်တို့ကဘယ်လိုလမ်းနဲ့ရှိမလဲဆိုတဲ့ဟာကိုတော့ပြန်တွေးဖို့တော့နည်းနည်းတော့ကျွန်တော်တို့ကလုတ်တော့လို့မဟုတ်တချို့အကြကျွန်တော်တို့ကဘာလဲဆိုတော့တခါကျရင်ကျွန်တော်တို့ဘူဒူးရင်းဆိုတာလည်းခုနကကျွန်တော်ပြောလို့ပေါ့ဒီ idea ကြီးကကျွန်တော်တို့ကလုတ်ကြည့်ပြီးလုတ်လို့လေဒီဟာကြီးက barrier တွေကအများကြီးရှိတယ်ဒီ barrier လည်းရှိရဟိုဘက် barrier လည်းရှိနေဘလို့မှကျွန်တော်တို့ကဒီဟာကြီးကိုကြော်လို့မရဘူးဆို okay ကျွန်တော်တို့က let's skip just do another ideas ပေါ့ဘာလို့ဆိုကျွန်တော်တို့အလုံးမဖြစ်တော့ဘာလို့အချိန်ကုန်ခံနေမှာလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်ကျွန်တော်တို့ဒါကိုကဒါကြီးကိုဒီတစ်ခုတည်းပဲဆွဆွဲလန်းလန်းဖြစ်နေတော့လေဒါကတော့ကျွန်တော်တို့အခွင့်အလမ်းတော့ကျွန်တော်ဘောင်းလုံးရှားမှာပေါ့ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ဆွဆွဲလန်းလန်းလွန်ခဲ့တဲ့2015လောက်ခရဲကနေပြီးတော့မှအခုချိန်ထိလှုပ်လာတဲ့ ideas တွေရှိနေသေးတယ်ပေါ့နော်အခုထိလည်းဘာမှဖြစ်မလာသေးဘူးအဲ့လမ်းပေါ်မှာတော့အခုထိကျွန်တော်တို့ရှောက်နေတော့မယ်နောက်ဆုံးကြောင်းတက်တာတော့မှအဲ့လမ်းပေါ်ရှောက်ဖို့အတွက်ကျွန်တော်တို့ကြောင်းတက်တာပေါ့နော်အဲ့ကြတော့ဆိုလိုချင်တာအခုချိန်မှာဖြစ်နိုင်လားမဖြစ်နိုင်ဘူးတို့ပေမဲ့မဖြစ်နိုင်ကျွန်တော်တို့တခြားနည်းနဲ့ဖြစ်နိုင်အောင်ဘယ်လိုလုပ်မလဲကိုဘာတွေပြင်ဆင်ထားမလဲဘာတွေလုပ်ထားမလဲပေါ့နော်အဲ့ဟာလေးတွေကိုတော့ကျွန်တော်တို့ကလုံးဝလုပ်ကိုလုပ်ဖြစ်နေရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆက်လျှောက်ရမှာပေါ့ဟောဆိုbarrier တွေကတခြားပေါက်ရှိမယ်လေချက်ချင်းမှမလုပ်နိုင်ရင်ကျွန်တော်ဘယ်ချိန်လုပ်နိုင်မလဲဥပမာကျွန်တော်တို့အခုဒီ collaborative မှာကျွန်တော်တို့ရဲ့ dream ကြီးဒါအပြင်မှာကျွန်တော်တို့တကယ်ကိုမှအားလုံးတွေ့ပြီးတော့မှတကယ်တွေ့မှလူတွေအများကြီးလာပြီးတော့မှအပြန်အလှန် discussion အားကောင်းတဲ့ဟာမျိုးကျွန်တော်တို့ဖြစ်ချင်တာဒါပေမဲ့လက်တွေ့မှာကျွန်တော်တို့မဖြစ်နိုင်ဘူးကျွန်တော်ဘာလုပ်ရလဲဒီကျွန်တော်တို့ Google Meet လေးနဲ့ကျွန်တော်တို့အခုလိုမျိုးလေး PowerPoint လေးထိုးပြလိုက်ပျောက်လိုက်လေးနဲ့ကျွန်တော်မနေ့စူးစမ်းပြီးမှကျွန်တော်ရုံးကန်ချရရကွာအဲ့ခေတ်ကကျွန်တော်တို့ကအောင်မြင်ပြီလားအခုမှ just a first step ပဲရှိသေးတယ်ဟုတ်ပါဆိုတော့ခါတော့ဒီတက်ခဲရတော့မျိုးစုံတော့ရှိရပါတော့ဒါပေမဲ့ဒါနောက်ကျရင်လည်းမအောင်မြင်မှုပြောလို့မရအောင်လေနော်ဆိုတော့ခါတော့ဒီမှာလာပြီးတော့တက်တဲ့သူတွေရောအတန်ပြောက်သွားတယ်ရှင် okay အဲ့ဆိုလို့ရှိရင်လုံးဝမလုံးဖြစ်တာထက်ဆိုင်တော့ဒီ barrier တွေကိုကြော်ပြီးတော့လုံးနေချင်းကတော့ဘာမှမလုပ်တာထက်ဆိုင်တော့ကောင်းတယ်ပေါ့နော်ပြင်ဆင်တဲ့အပိုင်းပေါ့နော်ပြင်ဆင်တဲ့အပိုင်းလို့အဓိကပြောရတော့ကောင်းမလားကျွန်တော်တို့ကဘာလဲဆိုတော့ကိုလုတ်မဲ့ဟာပူကြီးလေပြင်ဆင်ရမှာပူများလေပဲအဲ့ဟာကျွန်တော်ဆိုအမြဲပြောတယ်ဘာလဲဆိုတော့ဒီ idea ကြီးကငါလုတ်တော့ပြီးချင်မှလည်းပြီးမှာပဲမပြီးလဲ just a start နဲ့ကိုစတင်နိုင်ခဲ့တယ်လုံနိုင်ခဲ့တယ်ဆိုလို့ရှိရင် okay ဘာပဲဖြစ်ကျွန်တော်တို့ကဒီ idea ကိုကျွန်တော်တို့ action တစ်ခုဖြစ်ပြောင်းနိုင်တယ်ကြီးထွားလာဖို့အတွက်ကျွန်တော်ဘယ်လိုလုပ်မလဲနီလန်းတစ်ခုကိုကျွန်တော်တို့ကောင်းကောင်းသွားဖို့အတွက်ဖြစ်လာနိုင်တယ်ပေါ့နော် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ရဲ့အဖြေလေးကိုတော့ကျွန်တော်ဆက်ပြောလိုက်တော့မလို့မိကွန်းတစ်ခုဒုတိယတစ်ခုကတော့ကို idea ရှိလို့ရှိရင်ဘယ်လိုလုပ်မလဲလို့ပေါ်လာရင်ပေါ့နော်ဆွေးနွေးလို့ရတယ်ဆိုတဲ့ဟာမျိုးအဲ့တော့ပထမတစ်ခုဖြေရမယ်ဆိုရင်ကျွန်တော်တို့တကယ်လောက်တာအဲ့အပတ်မှာကျွန်တော်တို့ဆွေးနွေးပြီးတော့မှအဲ့လာတဲ့အဲ့ကျွန်တော်တို့ plan ချပြီးချက်ချင်းကျွန်တော် form လေးပါလုပ်တယ် speaker ကျွန်တော်တို့ချက်ချင်းဘယ်လိုလုပ်လို့ရမလဲဆိုမှကျွန်တော်တို့အရင်တခါလေးကျွန်တော်တို့ request လုပ်တယ် request လုပ်ပြီးတော့မှအဲ့တစ်ပတ်ထဲမှာပဲ Sunday နေ့မှာပဲကျွန်တော်တို့ချက်ချင်းကိုကျွန်တော်တို့စလိုက်နိုင်တယ်ဆိုတော့နေ့တွေလည်းမချီဘူးလလည်းမချီဘူးဂျားထဲမှာပြတ်သွားတဲ့အချိန်တော့ကြာတယ်သို့ပေမဲ့ပြန်စမယ်ဆိုတဲ့အချိန်မှာကျွန်တော်လုပ်တဲ့အချိန်မှာတစ်ပတ်အတွင်းမှာကျွန်တော်တို့အချင်းချင်း၃ယောက်ဒါတူတူတိုက်တိုက်နဲ့ push လုပ်ပြီးတော့မှကျွန်တော်တို့ချက်ချင်းလုပ်ဆိုမှဖြစ်အောင်ကျွန်တော်တို့လုပ်ခဲ့ကြတယ်ဒါတော့ကျွန်တော်တို့လက်ရှိလုပ်ပြီးသွားတဲ့အချိန်ပေါ့နော်ခုနကျွန်တော်ပြောတဲ့စက်ဝိုင်းလေးနဲ့ပြောလို့ရှိရင်လည်းကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်prototype တစ်ခုထုတ်ပြီးအဲ့ prototype ကိုကျွန်တော်တို့က fail ဖြစ်တယ် okay အခုဒီလုပ်မဲ့ idea ကိုပဲ prototype နောက်တစ်ခုထုတ်တယ်ကျွန်တော်တို့ဆက်လုပ်မယ် how far we can go ပေါ့နော်ကျွန်တော်တို့ဘယ်လောက်သွားနိုင်မလဲဆိုတာတော့ကျွန်တော်တို့အားလုံးဘယ်လောက်ထိပူပေါင်းပါဝင်မှလှုပ်ဆောင်နိုင်မလဲဆိုတာပုံမူတည်မှကျွန်တော်တို့ပူပေါင်းနိုင်လေဝေးသွားနိုင်လေပေါ့ဘာလို့ဆိုနာမည်ကိုယ်တိုင်အောင်မှာ collaborative mind လေးပေါင်းပြီးမှကျွန်တော်တို့ကရှေ့ကိုသွားနိုင်မှာကျွန်တော်ပေါင်းနိုင်အောင်လဲကျွန်တော် platform လေးကိုပို့ပြီးမှပေါ့ပါဖြစ်အောင်လဲတက်နိုင်လောက်ကြိုးစားမယ်ပေါ့နော်ဒီထဲမှာလဲကိုပြောချင်တဲ့ဒါတော့ invitation လုပ်တာပေါ့နော်ကျွန်တော်တငယ်ချင်းတွေပါပဲအကုန်လုံးကတော့အဲ့ခေကတော့ပြောဖို့အတွက် topic လေးရှိလို့ရှိရင် personally ကျွန်တော်တို့ discuss လုပ်လို့ရပါတယ်နော်ဖိတ်ခေါ်ပါတယ်
ခုနကျွန်တော်ပြောနေပြတ်သွားတာက ဟုတ်တယ် ကြာ ဟုတ် လာ တယ် ပြီ ဟုတ် ဟာ မကြားလိုက်ရဘူးခဏ တော့ပါနော်ဒီ collaborative mind လို့မျိုးထားလို့နေအဖွဲ့အစည်းတွေများတည်လာပေါ့နော်ကြားဘူးလားဒီလိုမျိုးplatform တစ်ခုပေါ့နော်လည်းမျိုး share မျိုးကြားဘူးရှင်လည်းပဲတာဝေပါအောင်ပေါ့နော်ကျွန်တော်လည်းဒီလိုဘယ်လိုလုပ်လဲလေ့လာချင်တယ်ပေါ့နော်ကဲရှင်းပေါ့ကဲမြန်မာပြည်တဲ့ရပဲပေါ့နော်ကဲရှိရဆိုလို့ရှိရင်ဗာလေးရှိနေပေါ့နော်ဒီတိုင်းနဲ့တူတွေကိုအဲ့လေမစားတစ်ချက်မှာနော်ဟုတ်ကဲ့ပါနောက်မေးရဘယ်လိုလဲမသိဘူးမေးထူလာမသိဟယ်လိုကဲပြောလို့ရပါတယ် ဟုတ်ဟိုကျွန်တော်တို့နားထောင်တဲ့အပိုင်းပဲလုပ်ပြီးလို့ရမှာပေါ့နော်ဘာလို့လဲဆိုတော့ fees တွေကမတူတဲ့အခါကျတော့တရားဆွေးနွေးဖို့ကကြတော့နည်းနည်းဝေးနေတယ်အဲ့လိုဖြစ်နေလို့ fees မတူဘူးဆိုတဲ့ခါကျတော့ဒီဥစ္စာကတော့ lot of pay fees ပဲဟာကိုလုပ်မယ်ရင်တော့တတ်မှတ်ထားတော့မရှိဘူးပေါ့နော်ဆိုတော့နယ်ပယ်ပေါင်းစုံကနေပြီးတော့ပြောလို့ရတယ်ဆွေးနွေးလို့ရတယ်စိတ်ဝင်စားတဲ့သူတွေတစ်ခုနဲ့တစ်ခုချက်ဆက်ပြီးတော့လုပ်လို့ရတဲ့ဟာတောင်းနိုင်တဲ့သူတွေလုပ်လို့ရတယ်ပေါ့နော်ဆိုတော့fees မတူဘူးဆိုတဲ့ဟာတော့တော့စမှာတော့လို့တော့မရှိဘူးပေါ့နော်ဟုတ်ကဲ့ကောင်းတော့နောက်ဆုံးဥစားဖြစ်နေမှာနော်ဆက်တဲ့နယ်ပဲဆက်တဲ့သူတွေကတော့ပို့ပြီးတော့ပေါင်းဟုတ်ကဲ့ရပို့ပြီးတော့အဆင်ပြေသွားမှာပေါ့လည်းမျိုးလေးရှိ ဟုတ်ကဲ့ဟောဆရာတို့ဆရာကျွန်မပြောကျွန်မအကြံပြုချင်တာလေးတစ်ခုရှိပါတယ်ရှင်အခုကျွန်မတို့မြန်မာနိုင်ငံမှာပေါ့နော် audience ဆရာ social media မှာဆိုဆရာကျော်ဆောင်လည်းသိပါတယ်ကျွန်မသူနဲ့ဆရာနဲ့ရင်းနှီးတဲ့အမှားပါ ဟုတ်ကဲ့ဒီပြီမှာ အဲ့တော့ပေါ့နော်ကျမကဘယ်လိုတွေသုံးသပ်ကြည့်လဲဆိုတော့ကျမလည်း social media မှာကျမတို့ဒီဆရာမကြီးတယောက်နဲ့ပေါ့နော်ကျမတို့ကအဲ့စပွဲဝိုင်းဆိုပြီးတော့ကျမတို့ federalism နဲ့ပတ်သက်ပြီးတော့ share နေရပေါ့နော်ဒါပေမဲ့ကျမဝင်ကြည့်တယ်viewer လည်းတိတ်မရှိဘူးပေါ့နော်interactive လုပ်တဲ့လူတွေလည်းကျမမတွေ့ဘူးပေါ့နော်တကယ်တော့ဒါအများကြီးအကျိုးပြုတဲ့ဟာဒါပေမဲ့ဘယ်နေရာတွေမှာများနေလဲဆိုတော့ဥပမာအဖြစ်နော်ဆယ်လီတွေဈေးရောင်းတာတွေရန်ဖြစ်တာတွေအဲ့နေရာမှာတော့ပေါ့နော်audience ကအရင်များတယ်နောက်ကျမတို့ကျန်တာပေါ့ဒီ YouTube မှာဆိုလဲပေါ့နော်ဒီမြန်မာနိုင်ငံအကြောင်းတွေမကဘူးပေါ့နော်ဒီ domestic workers တွေကို abuse လုပ်တာနဲ့ပတ်သက်ပြီးတော့တကယ်ဒီပညာရှင်အမျိုးသမီးတွေဆွေးနွေးထားရပေါ့အဲ့မှာကျမဝင်ကြည့်တဲ့အခါကျတော့ကြည့်တဲ့လူကတစ်ကမ္ဘာလုံးနဲ့နိုင်ရှင်သူ့ရဲ့page မှာဝင်ကြည့်တာဆရာတို့ရဲ့ဘလောက်လဲအားလုံးပေါင်းမှာ6000တောင်မပြည့်ဘူးပေါ့နော်ဘလောက်လူတွေရဲ့ knowledge ကလေကျမတို့အသိပညာကိုကျမတို့တကယ် share နေတဲ့အခါမှာကျမတို့ဘလောက်ဝမ်းနည်းဖို့ကောင်းလဲဆိုတော့ပေါ့နော်နောက်ဒီမြန်မာနိုင်ငံဒီ Facebook page မှာပဲဆရာတို့လည်းတွေ့မှာပါဆရာတို့လည်းဒါတွေကို social media တွေအားလုံးမှာဆရာတို့တွေ့ကြမှာပါပေါ့နော်တကယ်အသိပညာအတွက်ကိုအားလုံးကshare ပေးနေတယ်ဒီကျမတို့ဒီပေါ့နော်ဒီ CDM network တွေကလည်း share တယ်ဆရာတို့အဲ့မှာ viewer တွေကိုဆရာတို့ကြည့်ဒါပေမဲ့အခုပေါ့နော် online မှာပေါ့နော်ဒီဈေးရောင်းနဲ့သူတို့ရန်ဖြစ်ကြတယ်ဆရာအဲ့နေရာမှာကြည့်လိုက်လူတွေကလေဆရာပေါ့နော်တခါလေဆိုကျမကြည့်တယ်50k တွေပါတော့ဖြစ်ဆိုတဲ့အခါကျတော့ကျမတို့ရဲ့ဒီအသိပညာပေးတဲ့ဟာပေါ့နော်ကျမတို့သူတို့တဖြည်းဖြည်းနဲ့ဘယ်လိုပါဆွဲလောက်ကြမလဲပေါ့ကျမတို့ဘက်ကနေပြီးတော့သူတို့နည်းနည်းလေး luck ဖြစ်တဲ့ဟာမျိုးလေးနဲ့ပေါ့နော် title လေးနဲ့ပေါ့နော်အဲ့လိုမျိုးသူတို့ပေါ့ဆွဲဆောင်ရဒါကျမတို့ကပညာပေးတာဆရာတို့ရဲ့ကျမတို့မှာဘာအကျိုးမြတ်မှကျမတို့ကယူပြီးတော့ဒါကြီးကိုမျှော်လင့်ပြီးတော့လုပ်ကြတာမဟုတ်ဘူးဒီအခြေအနေအခက်ခဲကြီးမှာအားလုံးကိုကျမတို့ကမျှဝေခြင်းတယ်ကျမတို့လည်းရက်တက်မနေခြင်းကြဘူးပေါ့နော်ကျမတို့ရဲ့background တွေကိုကျမတို့ရဲ့အတွေ့အကြုံတွေကိုကျမတို့ကရက်တက်မနေခြင်းတဲ့အခါကျတော့ကျမတို့ကရှေ့ဆက်ခြင်းတယ်ဒါပေမဲ့တခုဖြစ်တာဘာလဲဆိုတော့ပေါ့နော်ကျမတို့ရဲ့နောက်မှာပေါ့နော်ကျမတို့လုပ်နေတဲ့လုပ်ငန်းတွေကိုဘယ်လိုခေါ်မလဲ
ဝင်ပြီးတော့အဲ့လိုမျိုးဆွေးနွေးတာတွေစိတ်ပါဝင်စားမှုတွေကအဲ့လိုမျိုးပေါ့နဲကြတဲ့အခါကျတော့ကျမတို့အဲ့ဒါတွေကိုပေါ့နော်ဘလို့နည်းနဲ့ပထမအဆုံးနည်းလမ်းကျမတို့ရဲ့ focus ကိုကျမတို့ဘလို့ persuade လုပ်မလဲဆိုတော့ကျမတို့စဉ်းစားရတော့မယ်ဟိုကျမကပြောချင်တာကကျမတို့ခုပြောနေတဲ့ level ဒီတကယ်တမ်းကျတော့အမှန်တိုင်းပြောရရင်တော့ကျမတို့ရဲ့ပညာရပ်ဝန်းနဲ့ပဲအဓိကသက်ဆိုင်နေတာပေါ့နော်ဒီရပ်ဝန်းကလူတွေကိုတောင်မှကျမတို့ဘလို့ကိုယ့်ဘက်ကိုပေါ့ persuasion ကိုကျမတို့ဘလို့မြင့်တင်မလဲပေါ့နော်ကျမတို့အဲ့ဒါလေးကိုတော့ဝိုင်းပြီးတော့ပေါ့နော်စဉ်းစားကြဖို့လိုမယ်လို့ကျမထင်ပါတယ်နောက်တော့သူတို့ပေါ့စိတ်ဝင်စားတဲ့ခေါင်းစဉ်မျိုးဖြစ်အောင်ပေါ့ကျမတို့ခေါင်းစဉ်ရွေးချယ်တာလေးပေါ့နော်အဲ့ဒါလေးကိုကျမတို့စဉ်းစားရမယ်နောက်တစ်ခုကကျမတို့အချင်းချင်းပေါ့နော်အခုဒီလိုမျိုးလုပ်ငန်းတွေကိုကျမတို့ကတကယ်တော့ဒါကျမတို့ကပညာကိုလေ့လာထားတာလေးတွေကိုကျမတို့ကကြီးကြီးကျယ်ကျယ်တော့ပြောတာတော့မဟုတ်ပါဘူးကိုသိထားတတ်ထားတာလေးတွေကိုသူများတွေကိုပြန်ပြီးတော့မျှဝေပေးတာအဲ့မျှဝေပေးတဲ့အခါမှာကျမတို့အချင်းချင်းပေါ့နော်ဒီလိုမျှဝေခြင်းတဲ့လူတွေအချင်းချင်းတို့တွေဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ကြမလဲပေါ့ကျမတို့မှာအခုအားလုံးမှာအခက်အခဲဖြစ်နေတယ်ကျမတို့ငွေလည်းအခက်အခဲဖြစ်တယ်နောက်အချိန်ပြင်အခြေအနေပေါ့နော်မြန်မာနိုင်ငံလူတွေကိုပေါ့ဒီ audience တွေကိုမြန်မာနိုင်ငံလူတွေကိုကျမတို့ကအပြည့်လည်းမပြောချင်ပါဘူးမီးအခက်အခဲလည်းရှိတယ်လုံခြုံရေးအခက်အခဲလည်းရှိတယ်နောက်သူတို့မှာဘာလဲရှိလဲဆိုတော့ဒီ internet ကလည်းပြဿနာရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့ကျမတို့ကဘယ်လိုမျိုးအတက်နိုင်ဆုံးဒီလန်လေးနဲ့ပေါ့နော်အားလုံးပါဝင်နိုင်အောင်ကျမတို့ဆောင်ရွက်မလဲဆိုတာလေးကိုတော့ဆရာမတို့စဉ်းစားပြီးတော့အားလုံးတိုင်ပင်စေချင်ပါတယ်ခေါင်းစဉ်လေးရွေးတာအစပေါ့ဆရာတို့ရဲ့သူတို့စိတ်ဝင်စားအောင်ကျမတို့ဘယ်လိုသူတို့ဆွဲဆောင်မလဲပေါ့နော်အဲ့တစ်ချက်ရှိပါတယ်နောက်တစ်ခုကအကြောင်းအရာပေါ့ကျမတို့ပြောပေးတဲ့အကြောင်းအရာအခုဆိုရင်ဆရာပြောသွားတာကျမအရန်ကိုပဲပေါ့နော်၃ချက်ဆိုရင်ဟုတ်ပါတယ်လူတွေက listening ကိုကျမတို့ကအရန်အားနေတယ်တစ်ဖက်လူဘာပြောနေကိုပြောချင်တာပဲပြောကြတာဒါကကျမတို့ရဲ့ပေါ့နော်ငယ်ငယ်ကလေးကကျမတို့ကအလေးအကျင့်ဖြစ်နေလေငါပြောချင်တာပြောမယ်ဆိုတာဖြစ်တဲ့အခါကျတော့ဒါကcommunity နဲ့လည်းဆိုင်ပါတယ်ဆရာတို့ဒီ deep listening ဆိုတာလုံနေကြရှိတဲ့လူမှလောက်တာဆရာကျမတို့ကိုယ်တိုင်တောင်မှအခုချိန်ထိရန်သတိထားရတယ်ဘာလို့လဲဆိုတော့ကျမတို့ကအများတန်းကိုကဆရာမလုပ်ခဲ့တယ်ကိုကဆရာကြီးပဲလုပ်ချင်နေတာပေါ့သင်ချင်နေပြောချင်နေတကယ်တော့တစ်ဖက်လူရဲ့ feeling ကိုလည်းကျမတို့ကလောက်ရမယ်လေနော်နားထောင်ရမယ်တစ်ဖက်လူကကိုယ်ကိုဘာပြောချင်တယ်လဲဆိုတာကိုတွေကသိရမယ်တစ်ဖက်လူရဲ့ခံစားချက်ကိုလည်းကျမတို့ကဦးစားပေးရမှာလည်းရှိတယ်လေအဲ့လိုမျိုးလေးလည်းရှိတဲ့အခါကျတော့ဆရာတို့ဒီအခုလိုမျိုးဒီ talk ကိုစပြီးတော့စီစဉ်တာကိုလည်းကျေးဇူးတင်ပါတယ်ဒါလူငယ်တွေအတွက်ဒီမကပါဘူးဒီချိန်မှာအားလုံးကအများစုကပေါ့နော်တချို့သောအတိုင်းဝိုင်းပေါ့လူတစုကလွဲပြီးတော့အားလုံးကလမ်းပြောက်နေကြတာပါဒီချိန်မှာဒါမျိုးလေးတွေဖော်ထုတ်ပေးရဲဆိုတာအရန်ကောင်းပါတယ်ဆရာတို့ဒီလိုမျိုးအစီအစဉ်ကိုလုပ်တဲ့အတွက်လည်းလုပ်ပေးတဲ့အတွက်လည်းကျမအနေနဲ့လည်းကျေးဇူးတင်ပါတယ်ကျမလည်းဒီနေရာနဲ့ပတ်သက်ပြီးတော့ဆရာတို့လုပ်တဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့ကျမရဲ့ network ထဲမှာကျမဖြန့်ပြီးတော့ပေးပါမယ်နော်ဆရာတို့အဲ့ဒါလေးပြောချင်တာပါရှင်ကျေးဇူးပါဒါမဲ့ပေါ့နော်ကျမအနေနဲ့ကတော့9နာရီခွဲမှာကျမတို့က online teaching လုပ်နေတာဆိုတော့အတန်းစမှာမလို့အဲ့တော့9နာရီ20လောက်ဆိုတော့ကျမ admin ဆိုတော့ကျမထွက်ရပါမယ်နော်ဆရာတို့အားလုံးကျေးဇူးဟုတ်ကဲ့အမရပါတယ်ဗျဟုတ်ကဲ့အခုလိုမျိုးအတန်ပေးရကျေးဇူးအများကြီးတင်ပါတယ်မို့နော်ဆိုတော့ဟုတ်ပါတယ်ဒါတော့နော်ဒီလိုမျိုးအကြောင်းအရာတွေပြောရဲဆိုတာထက်အဲ့လို celebrity တွေရဖြစ်တာတွေဖြစ်တာတွေပါဆိုလို့ရှိရင်တော့လူတွေကစိတ်ဝင်စားကြရပေါ့နော်ပို့ပြီးတော့လည်းattention ပို့လည်းပေးကြရပေါ့ဒါမဲ့ဒီပညာရေးအကြောင်းတွေဆွေးနွေးရတွေပြောဆိုတာတွေစိတ်ဝင်စားတဲ့သူတွေပဲအများနဲ့လို့တော့ရှိပါတယ်ဗျာရှိပါတယ်ဒါပေမဲ့ပေါ့နော်အခုခေတ်အချိန်ခါရများနဲလာလားပေါ့နော်နဲလာလို့ရှိရင်လည်းပဲသူသဖြင့်ကျောင်းသားတွေလူငယ်တွေဆိုလို့ရှိရင်ပို့ပြီးတော့စိတ်ဝင်စားတဲ့နေပေါ့နော်ဒါသူတို့အတွက်ဘုဒ္ဓအတိပညာဘုဒ္ဓရတယ်သူတို့လှုပ်ချင်တဲ့နယ်ပယ်မှာလှုပ်နေတဲ့သူတွေအကြောင်းတီးခွင့်ရတယ်သူတို့ဘာတွေလှုပ်နေလဲတီးခွင့်ရတယ်စသဖြင့်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးငယ်တွေနဲလာတယ်စိတ်ဝင်စားတဲ့သူတွေနဲလာတယ်ဆိုလို့ရှိရင်တော့ဒါ
အဆင်မပြေဘူးပေါ့နော်ဆိုတော့ဒါသူတို့ဘယ်လိုမျိုး persuade လုပ်ရမလဲဘယ်လိုမျိုးပါဝင်လာဘယ်လိုလုပ်ရမလဲဆိုတာလဲပြောသလိုမျိုးပဲဒါလည်းတစ်ခါပြန်ပြီးတော့ brainstorm လုပ်ရမယ်အထဲမှာပါတယ်ပေါ့နော်အဲ့တော့လည်းကျေးဇူးများတင်ပါတယ်ဒီလိုပြောပြပေးရတဲ့အတွက်လိုက်ဟုတ်ကဲ့ပါစာသူတွေရောဘယ်လိုမျိုးအကြံပေးချက်တွေလဲအမရှင်မနော်ဘယ်လိုမျိုးဝင်ရောက်ဆွေးနွေးခြင်းတွေလဲပေါ့ပြောလို့ရပါတယ်စောတင်တော့နော်ဘယ်လိုလဲ short video တွေများလောက်အောင်မသိဘူးပေါ့နော်ဒီပြောသွားတဲ့အကြောင်းအရာတွေကိုဘယ်လိုပြောမလဲစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းလေးတွေဖြတ်ပြီးတော့နော်talk တစ်ခုလုံးshort တစ်ခုလုံးvideo ရှေ့တော့ဒီတင်တာထက်အဲ့လိုမျိုးတရားမလားအပိုင်းလေးတွေဖြတ်ပြီးတော့တင်လို့ရှိရင်များသူတို့အတွက်ပုံများလွယ်မလားပေါ့နော်ဒါလည်းတစ်ခုပေါ့ဟုတ်ကဲ့ပါစားတူရောနေချင်တာတွေဆွေးနွေးချင်တာဖြစ်လို့ရှိရင်လွတ်လွတ်လပ်ပြောလို့ရပါတယ်ခင်ဗျနော်အာမနာကြပါနဲ့အဲ့ဒါဆိုရင်မရှိတော့ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာပဲရက်လိုက်ကြမလား ဟုတ်ကဲ့ပါဆိုတော့ဒီညအစီအစဉ်လေးကိုဒီမှာပဲရက်လိုက်ပါတယ်နောက်တစ်ပတ်ဒီမှာလည်းနောက်တစ်ပတ်ကတော့စနေပေါ့နော်စနေ9 နာရီမှာနောက် topic တစ်ခုနဲ့ speaker တစ်ယောက်နဲ့ပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ် good night ပါကျေးဇူးတင်ပါတယ် good night ပါ